ဝင်ငါးကျင်တဲ့အကြောင်းအရာလေးကအသင်းတော်နဲ့ပတ်သက်တဲ့အရာလေးကိုကျွန်တော်ဖော်ပြပေးချင်တာဖြစ်တယ်အသင်းတော်ဆိုတဲ့အခါမှာchess ပေါ့နော်ဒီနှုတ်ဘတ်တော်ဆင်ကျင်တဲ့အခါမှာဒီဟာနဲ့ပတ်သက်ပြီးတော့မှတချို့တော့နော်တိနာလေလာတဲ့နော်ဒီအတိုင်းအတာလေးတွေဖျားနာလဲသေးတဲ့အရာလေးတွေရှိတဲ့အခါမှာဒါလေးကိုဖော်ပြပေးချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့အသင်းတော်ဆိုတာကတော့ဒီကျွန်တော်တို့ရေဘူးရအဖြစ်အသင်းတော်2မျိုးရှိတယ်ပေါ့နော်ဒီ universal chess နဲ့local chess ပေါ့နော်ဒီကမ္ဘာလုံးဆိုင်ရာအသင်းတော်ပေါ့နော် universal chess ဒီကမ္ဘာလူသားအားလုံးပါတဲ့ဟာကိုခြုံပြီးတော့မှခေါ်တယ်နောက်တစ်မျိုးကတော့ local chess ပေါ့နော်ဒီတန်နေရအသင်းတော်လို့ဒါခေါ်တယ်ပေါ့နော်အသင်းတော်အားလုံးဒီမှာ Baptist တို့နော်ဒီ Anglican တို့နော် Methodist တို့နော်ဒါမျိုးတွေအားလုံးကိုတော့ဒါဒီတန်နေရအသင်းတော်လို့ခေါ်တယ်ပေါ့နော်ဒီပြီးတဲ့အခါမှာ chess ဆိုတဲ့စကားလုံးရဲ့ဒီ Greek လိုကနော်ဒီ Ecclesia လို့ခေါ်တယ်ပေါ့နော်ဒီ Greek နံပါတ် G1577 မှာရှိတယ်ပေါ့နော် Ecclesia အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကခေါ်ထုတ်ခြင်းခံရသောသူများပေါ့နော်သူများနောက်တစ်မျိုးကရွေးနှုတ်ခြင်းခံရသူများနော်သို့မဟုတ်စုယုံခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီ chess က Greek လို့အဓိပ္ပာယ်ကအဲ့တော့ဒီတနည်းအားဖြင့်နားလည်ရမယ်ဆိုရင်ဖျားအတန်ကိုကြားပြီးတော့မှသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတွေဒါစူဝေးတဲ့နေရာကယ်တင်ခြင်းအပြင်ခေါ်ထုတ်ခြင်းရွေးနှုတ်ခြင်းခံရတဲ့သူတွေလို့ဒါအဓိပ္ပာယ်ရတယ်ဒါကြောင့်သူ့ရဲ့မူရင်းအဓိပ္ပာယ်က chess ဆိုတာကဒီအသင်းတော်ဆိုတာကအဆောက်အဦမဟုတ်ဘဲနဲ့လူပုဂ္ဂိုလ်တွေကိုဒါရည်ညွှန်းတာဖြစ်တယ်ဆိုတဲ့ဟာလေးကိုနားလည်ဖို့အကြောင်းဖြစ်တယ်ယောမခန်းကြီး16ငယ်9မှာတမန်တော်ကြီးရှင်ပေါလုကသူဖော်ပြပေးတဲ့အခါမှာသူတို့အိမ်၌ရှိသောအသင်းတော်ကိုနှုတ်ဆက်ကြလောလို့ဒီမှာဖော်ပြပေးထားတဲ့အခါမှာသူတို့အိမ်၌ရှိသောအသင်းတော်လို့ပြောတဲ့အတွက်เนาะအိမ်၌ရှိသောအသင်းတော်လို့ပြောတဲ့အတွက်ဒါအဆောက်အဦမဟုတ်ဘူးเนาะဒါကြောင့်ယုံကြည်သူများကိုဒါရည်ညွှန်းခြင်းဖြစ်တဲ့ယုံကြည်သူတွေတစည်းတစ်လုံးနဲ့ရှိခြင်းပေါ့เนาะတနည်းအားဖြင့် assembly of believer ပေါ့เนาะယုံကြည်သူတွေတစည်းတစ်ဝေးရှိခြင်းကိုဒါ chess အသင်းတော်လို့ဒါဖော်ပြပေးခြင်းဖြစ်တယ်။ဒါသင်္ချာသဘောတရားအရဆိုရင် chess equal to ဒါလူတွေပေါ့ဗျာ။အဲ့တော့chess not equal to ဒါအဆောက်အဦမဟုတ်ဘူးဆိုတဲ့ဟာမျိုးနားလည်ဖို့အကြောင်းဖြစ်တယ်။နောက်တစ်မျိုးကတော့ကျွန်တော်တို့ကတော်တော်များများနှုတ်ကြိုးနေတာကဟာဘယ် chess ကိုသွားမလဲစသဖြင့်နားလည်အဖေအကြောင်းကိုကျွန်တော်တို့က chess လို့ပဲထင်ကြတဲ့အတွက်တော့ကျွန်တော်ဖះအကြောင်းတနည်းအားဖြင့်ဗိမာန်တော်ကိုတော့ဒါတံပယ်လို့ကျွန်တော်ကနားလည်ဖို့အကြောင်းဖြစ်တာပေါ့နော်။ဒီတေကောအခန်းကြီး3ငွေ16မှာเนาะတန်ရှင်တော်ဝင်းတော်ကကျွန်တော်တို့အဲကိုကျင်းဝတ်တဲ့ဖြင့်ကျွန်တော်ဒီဖျားသခင်ကျင်းဝတ်တဲ့ဗိမာန်ဖြစ်တယ်လို့ပြောတဲ့အခါမှာเนาะ Temple of God လို့เนาะဒီမှာရေးထားတဲ့အတွက်ဒါကဒီ Temple ဆိုတာသင်းတော်ရဲ့အထဲမှာဗအခန်းကဏ္ဍတွေရှိလဲပေါ့เนาะလှုပ်ဆောင်မှုတွေဆိုအထဲမှာဒါ worship ဆိုတဲ့เนาะဝိပုကိုးကွယ်ခြင်းတွေရှိမယ် teaching discipleship ဆိုတဲ့เนาะသင်တန်းပေးခြင်းတွေတပည့်တော်ဖြစ်ခြင်းတုံသင်ခြင်းအစီအစဉ်တွေရှိမယ်ပြီးတော့ fellowship ဆိုတဲ့အပြန်အလှန်ကူညီပေးတဲ့เนาะမိတ္တာပြုတဲ့အခန်းကဏ္ဍတွေရှိတယ်လို့ပဲဒါ evangelism လို့ခေါ်တဲ့ဒါအေယုဂလိလုပ်ငန်းတွေပြင်ပလူတွေကိုဒါဘယ်လိုပြောမလဲတည်ငောင်းစကားပြောပေးတဲ့ဒါအခန်းကဏ္ဍတွေရှိတယ်လို့ဒါ service လုပ်တဲ့တနည်းအားဖြင့် ministry ပေါ့เนาะကျွန်တော်လူမျိုးအစင်တန်အသားရောင်မခွဲကြဘဲနဲ့ပေါ့เนาะမခွဲကြဘဲနဲ့အတူတူเนาะချစ်ခင်စွာနဲ့ကျွန်တော်ကူညီခြင်းဘုရားသခင်ကျေးဇူးတော်ကိုကျွန်တော်ဖြန့်ဝေခြင်းဆိုတဲ့ဒီအစီအစဉ်တွေကိုလည်းဒါကျွန်တော်တို့အသင်းတော်ထဲမှာတွေ့ရတယ်ပေါ့ဒါကတော့ဒါလေးကိုအရင်ဆုံးဖော်ပြပေးခြင်းတာအဲ့တော့ဒီပြီးတဲ့အခါမှာဒီအသင်းတော်ရဲ့ဒီဖွဲ့စည်းပုံ structure မှာကတော့ဒီကျွန်တော်တို့ဘာတွေမြင်နိုင်မလဲဆိုရင်ဒါဒီဥဆောင်တဲ့ဒါဓမ္မဆရာတွေเนาะ pastor တွေเนาะအကြီးတန်းဓမ္မဆရာလို့ခေါ်တဲ့ဒါဆရာတွေလည်းရှိလို့ဒါတင်းတောက်တွေရှိမယ်ခေါင်းဆောင်မှုအစဉ်စဉ်ရှိမယ်တခြားသောဒါ praise worship အရာတွေအားလုံးလည်းရှိမယ်ပြီးတဲ့အခါမှာအသင်းသားပေါ့ဗျာသခင်ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့မှbaptism မင်္ဂလာကိုခံယူထားတဲ့လူတွေအားလုံးအသင်းတော်ထဲမှာပါမယ်ပေါ့အဲ့တော့ဒီနေရာမှာအဓိကပြောချင်တာကဒါဟုတ်ပြီပေါ့အသင်းတော်ကဘယ်နေရာမှာเนาะဒီစတင်ပေါ်ပေါက်ဖို့အကြောင်းဖြစ်လာတာလဲဆိုရင်ဒီဟာကဒီကဘာဦးတို့เนาะဒီဓမ္မဟောင်းတို့မှာเนาะဒီ prophet တွေဒီတနည်းအားဖြင့်ပေါ့เนาะကျမ်းပြူဆရာတွေကဒီပြောမထားဘဲနဲ့ပေါ့เนาะပြောမထားတဲ့အကြောင်းအရာပေါ့ဗျာအဲ့တော့ဒီဓမ္မတစ်ကိုရောက်လာမှပဲဒါအသင်းတော်က
ပေါ်ပေါက်လာမယ်ဆိုပြီးတော့မှနော်ထားတဲ့အရာပေါ့။ဘာကြောင့်လဲဆိုတော့နော်ပြောထားတဲ့အထက်မှာခရစ်တော်လာမယ်အသေးခံခြင်းအကြောင်းတွေပါတယ်လို့ပဲဒါနောက်ဆုံးသောကာလအကြောင်းတွေဒါအမေဂရုံစစ်တို့နော်ကဘာကြီးပြတ်မဲ့ရာတွေအားလုံးပါတော်ညာလဲဒီအသင်းတော်အကြောင်းကိုနော်တမဟောင်းမှာနော် prophet တွေကဖော်ပြမထားဘူးဆိုတဲ့ဟာလေးကိုလည်းမြင်ရတယ်။အဲ့တော့အသင်းတော်ရဲ့အစာပြုခြင်းကနော်ဒီရှမတ်တဲ့ခွင့်ရဲ့ခန်းကြီး16မှာဖြစ်တယ်ပေါ့နော်။ဒီရှမတ်တဲ့ခွင့်ရဲ့ခန်းကြီး16မှာဒီကျွန်တော်အားလုံးဟိုသိမယ်ပေါ့နော်။ဒီယေရှုကဖိလိပ္ပိကဲသရီမြို့ကိုရောက်တဲ့အခါမှာနော်သူ့ရဲ့တပည့်တော်တွေကိုမေးတဲ့အခါမှာလူသားဖြစ်တဲ့ငါ့ကိုဘယ်သူဖြစ်လဲလို့နော်သူ့ရဲ့တပည့်တော်တွေကိုမေးတဲ့အခါမှာနော်လူအချို့ကတော့ပြောတယ်ဟာကိုတော်ကဗတ္တိဇံဆရာယောဟန်အချို့ကတော့အေလိယဖြစ်တယ်နော်အချို့ကတော့ဒါဟိုဖျားသခင်ထံကလာတဲ့ဆရာတစ်ပါးပါပေါ့ဗျာဖြစ်တယ်လို့ပြောတဲ့အခါမှာနော်ဒါနဲ့ပဲသခင်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုလှည့်ပြီးတော့မေးတာပေါ့မင်းတို့ကငါ့ကိုဘယ်သူလို့မြင်လဲလို့မေးတဲ့အခါမှာအားလုံးနှုတ်ဆက်နေတဲ့အချိန်မှာတယောက်တော်သူကတော့ထပြောတယ်ပေါ့နော်အဲ့ချိန်ပြောတဲ့သူကဘယ်လိုလဲဆိုရင်တော့ပေတရုပေါ့အဲ့တော့ဒီရှီမုန်ပေါ့နော်ရှီမုန်ကပြောတယ်အဲ့တော့ကိုတော်ဒီတဲ့ခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဘုရားသခင်တားတော်ဖြစ်သည်ဟုရှောက်လေတယ်အဲ့တော့ဒီရှီမုန်မှာယောနာတနည်းအားဖြင့်ယောနာရဲ့သားရှီမုန်ဆိုတဲ့သူကတော့နော်တခြားသောသူတွေမပြောမယ်သူပြောတဲ့အရာကိုတော်ကနော်ကျွန်တော်တို့မျော်လင့်နေတဲ့နော်အသက်ရှင်နေတဲ့သူတွေရဲ့ဘုရားသခင်တားတော်ပေါ့ဘာကြောင့်ဒီຢာကအရန်ထူးခြားသွားတာလေဆိုရင်ဒါယူဒလူမျိုးတွေအနေနဲ့ပေါ့နော်ဣဒေလလူမျိုးတွေအနေနဲ့ဆိုရင်သူတို့ကဘုရားသခင်ကိုယုံနာမှနော်ဒါဘယ်လိုပြောမလဲဘုရားသခင်ကိုကြောက်ရွံ့နာမှနော်ဒီတခြားသောအမျိုးတပါးမျိုးသားတွေလိုက်လို့မမိနိုင်ဘူးအဲ့တော့ဘုရားကိုယုံလားဆိုရင်ယုံတယ်သူတို့ကိုးကွယ်တယ်ကြောက်ရွံ့တယ်ဒါပေမဲ့သူတို့ကဘာကိုမယုံတာလဲဆိုရင်နော်ဒီသူတို့မြင်နေရတယ်ပေါ့နော်ဒီနာဇရက်မြို့မှာနော်ဒီအသက်ရှင်နေတယ်ပေါ့နော်ဒီလက်သမာယောသက်နဲ့နော်မာရိနဲ့ကမွေးလာတဲ့ဒီပုဂ္ဂိုလ်ကသူတို့မျော်လင့်နေတဲ့ကေတင်ရှင်လို့သူတို့ကလက်မခံနိုင်ဘူးအဲ့တော့ကေတင်ရှင်လာမယ်ဆိုတာကသူတို့ကမျော်လင့်နေတယ်ဓမ္မဟောင်းအရာယုံတယ်ဒါပေမဲ့လို့သူတို့မြင်နေတဲ့ဒီယေရှုဆိုတဲ့ဒါပခုံးနှစ်ဖက်ကြားခေါင်းပေါက်နေတဲ့သူ့လူကိုလူပေါ့သူတို့အမြင်ဆိုရင်ဒီပုဂ္ဂိုလ်ကငါတို့မျော်လင့်နေတဲ့ဘုရားလို့နော်သူတို့ကနော်မယုံနိုင်ကြဘူးပေါ့ဗျာအဲ့တော့မယုံနိုင်ကြတဲ့အတွက်သခင်ယေရှုခရစ်တော်ကဟာငါအဖရဲ့အိမ်မှာပြောတယ်ဟာငါနော်ဘုရားသခင်ရဲ့သားဖြစ်တယ်ဘုရားကိုအဖေလို့ခေါ်တဲ့အခါမှာသူတို့တွေနှလုံးခွဲမတက်ယူဒလူမျိုးတွေဒါဣတိလတွေဒါခံစားရတယ်အဲ့ဒါကြောင့်နော်ယေရှုကိုဒါခဲနဲ့ပေါက်တာလို့ရှိလို့နော်ယေရှုရဲ့တပည့်တော်တွေကလည်းထိုနည်းတူပြုကြတော့ဒါပေမဲ့အဲ့ဒီအချိန်မှာနော်ယူဒလူမျိုးအနေနဲ့ဣတိလအနေနဲ့ထိုကဲ့သို့ခံယူထားတော့လည်းပဲနော်ပေတရုတယောက်ကတော့နော်ဒီဒီလောကအမြင်ရဆိုရင်တော့လောကအမြင်ရတော့ဒီနာဇရက်မြို့မှာမွေးတဲ့တွားနေတဲ့ဒီပုဂ္ဂိုလ်ကတေးကြတယ်ဒါကနော်ကောင်းငင်ကလာတဲ့နော်တပါးတည်းသောဘုရားသခင်တားဖြစ်တယ်သူတို့မျော်လင့်နေတဲ့ကေတင်ရှင်ဖြစ်တယ်ဆိုတာကိုသူကယုံလိုက်တဲ့အတွက်နော်ယုံလိုက်တဲ့အတွက်နော်ဘသူကယုံတာလဲဆိုရင်ယောနာရဲ့သားရှီမုန်ပေါ့ဘာလို့ဆိုရှီမုန်က2ယောက်ရှိတာပေါ့နော်သခင်ရှိခရစ်တော်တပည့်တော်2ယောက်ရှိတဲ့အတွက်သူကယုံလိုက်တဲ့အတွက်အဲ့ဒီအချိန်မှာခရစ်တော်ကဘာပြောလဲဆိုရင်ငါဆိုဒီကတင်သည်ပေတရုဖြစ်ဤကြောက်ပေါ်မှာငါအသင်းကိုငါတည်ဆောက်မည်ထိုအသင်းကိုမတရာနိုင်ငံ၏တကားတို့ဒီမနိုင်ရတဲ့အဲ့တော့နော်ကျွန်တော်ခုနကပြောပြီဘာကြောင့်မလို့တခြားသောသူတွေကဒီမြင်နေတဲ့ယေရှုပေါ့နော်သူတို့မြင်နေတဲ့ဒါနာဇရက်မြို့မှာမွေးတယ်သူတို့လိုပဲသွားလာနေလောက်ကင်နေတဲ့သူကသူတို့မျော်လင့်နေတဲ့ဖယားလို့ယုံမိုးဆိုတာသူတို့အတွက်အရန်ခက်ခဲတဲ့ဒါအလုပ်တစ်ခုဖြစ်ရတစ်ခုဖြစ်တာသူ့လိုကိုလိုမြင်နေဆိုဒါပေမဲ့ပေတရုsorry ရှီမုန်ပေါ့နော်ရှီမုန်ပါယောနာကတော့ယုံနိုင်တယ်ပေါ့အဲ့တော့ယုံနိုင်တဲ့အတွက်အဲ့ဒီမှာတခင်ယေရှုကပေတရုကိုပြောတာsorry ရှီမုန်ကိုပြောတာခုချိန်မှာတော့မင်းကပေတရုဖြစ်သွားပြီနော်ရှီမုန်ဆိုတာတော့အရင်ကမင်းကကျူပင်လိုရိမ့်နေတယ်အခုတော့မင်းကပေတရုနော်ဒီ Greece လို့ဆိုရင် Petro ပေါ့နော်ကြောက်တုံးလေးဖြစ်သွားပြီမင်းကကြောက်တုံးဖြစ်သွားပြီလေတိုက်တဲ့အတိုင်းတော့မင်းကမရွေ့တော့ဘူးအဲ့တော့အရင်ဆုံးသူ့ကိုပေတရုဆိုတဲ့နာမည်ပြောင်းပြီးပြီးတဲ့အခါမှာဤကြောက်ပေါ်မှာတဲ့နော်ဤကြောက်ပေါ်မှာဆိုတဲ့အခါမှာငါအသင်းကိုငါတိဆောက်မယ်တော့ဤကြောက်ဆိုတဲ့အရာကသူကပေတရုကိုဆိုလိုတာမဟုတ်တော့ဘဲနဲ့သခင်ယေရှုခရစ်တော်ကသူကိုယ်တိုင်ကိုဆိုလိုတာပေါ့နော်ဤကြောက်ပေါ်မှာဆိုတော့သူကိုယ်တိုင်ရဲ့အပေါ်မှာကိုသူကဆိုလိုချင်တာအဲ့တော့ဤကြောက်ပေါ်မှာငါအသင်းကိုငါတိဆောက်မယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့နေလေ့လာမှာငါတိဆောက်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်
ငါဒီဆောက်မယ်ငါအတင်းကိုငါဒီအဲ့တော့အတင်းတော်ကိုဒီထောင်တဲ့သူကနော်ဘယ်သူလဲလို့မေးမယ်ဆိုရင်ငါဒီဆောက်မယ်ဆိုတဲ့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကအတင်းတော်ကိုဒီထောင်တဲ့သူဖြစ်တယ်ဆိုတော့နှုတ်ဘတ်တော်အဖြစ်ကျွန်တော်နားလဲရမယ်အဲ့တော့အတင်းတော်ကိုဒီဆောက်တဲ့လူကတင်းဥဆရာလည်းမဟုတ်ဘူးပါစာလည်းမဟုတ်ဘူးအတင်းတော်လူကြီးတွေလည်းမဟုတ်ဘူးနော်တနည်းအားဖြင့်အတင်းသူအတင်းသားတွေလည်းမဟုတ်ဘူးနော်အတင်းတော်ကိုဒီဆောက်တဲ့သူကသခင်ယေရှုခရစ်တော်ပဲဒါဖြစ်ရမယ်ဒါကြောင့်ဒီမှာဖော်ပြတဲ့အခါမှာငါတိဆောက်မယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ပိုင်ရှင်တိဆောက်တဲ့နော်သခင်ယေရှုခရစ်တော်ရဲ့အလိုကိုနော်ဒီတနည်းအားဖြင့်အဲ့ဒီမှာနော်ဒီဘယ်လိုပြောမလဲတိဆောက်တဲ့သူကသခင်ယေရှုခရစ်တော်ဖြစ်တယ်တင်းအုပ်ဆရာဆိုတာကနော်ပိုင်ရှင်တိဆောက်ထားတဲ့နော်ဒီသခင်ယေရှုခရစ်တော်ရဲ့အလိုကိုဆောင်ရွက်သောအသင်းတော်ရဲ့ဒါခေါင်းဆောင်ပဲဖြစ်တာနော်ပြီးတဲ့အခါမှာအသင်းတော်လူကြီးဆိုတာတော့ဒါဟိုလိုင်လီဒါလို့ခေါ်တဲ့ဒါသူကအမှုတော်မှာအချိန်ပြည့်မဟုတ်တော်ညာလဲပေါ့နော်ဒါသူ့မှာတခြားသောလောက်ကင်တွေရှိတော်ညာလဲပဲနော်သူ့မှာကိုယ်ပိုင်အရေးချင်းတဲ့အတူပဲဖျားပေးတဲ့သူကျေးဇူးတွေရှိတဲ့အတွက်အသင်းတော်ရဲ့တချို့သောအရေးကြီးသောအခန်းကဏ္ဍတွေမှာဒါဥဆောင်ရတဲ့သူမျိုးပေါ့ဗျာဟိုတချို့ကလည်းဒါချီးမွမ်းခြင်းလည်းဖြစ်နိုင်တယ်လို့တချို့လည်းတချို့သောဆူတောင်းခြင်းတို့ဒါမျိုးတွေမှာဖြစ်နိုင်တဲ့သူပေါ့အဲ့တော့ဟိုတင်းနောက်လူကြီးကလည်းအရေးကြီးပေမဲ့လို့နော်ဒါလေးကိုဒီလိုပုံစံမျိုးပေါ့သူကခေါင်းဆောင်တူပဲဖြစ်တယ်เนาะဒီဘယ်လိုပြောမလဲတင်းအုပ်ပုံစံမျိုးတော့เนาะသူကเนาะအချိန်ပြေးကြီးတော့မဟုတ်တော့ညာလည်းပဲသူလည်းသူ့ရဲ့အရေးပါတဲ့ခန်းကဏ္ဍနဲ့သူကခေါင်းဆောင်နိုင်တယ်ပေါ့ဗျာเนาะတစ်ဖက်မှာလည်းသူစီးပွားရေးလုံးရင်လုံးမယ်တခြားသောတမှုဝမ်းကြောင့်ရှိမယ်တော့အချိန်ပိုင်းလည်းဖြစ်ကောင်းဖြစ်မယ်ပြီးတဲ့အခါမှာတော့ဒါအတင်းသားဆိုတာကတော့เนาะတခေရှုခရစ်တော်ရဲ့အလိုကိုဆောင်ရွက်မဲ့ဒါဘုရားသခင်ရဲ့အလုတ်သမားတွေပေါ့ဗျာအလုတ်သမားတွေဖြစ်တယ်ဆိုတော့နားလေဒါကြောင့်เนาะတင်းအုပ်ကောနော်တင်းတောက်တွေရောအတင်းသားတွေအားလုံးကနော်ကိုယ်ဆန္ဒအတိုင်းနော်မလုပ်ရဘဲနဲ့ပေါ့နော်ကိုယ်ဆန္ဒအတိုင်းမလုပ်ရဘဲသခင်ယေရှုခရစ်တော်ကိုယ်တိုင်သူ့ဆန္ဒအတိုင်းလုပ်ရန်တဲ့ဘုရားသခင်ရဲ့အလိုတော်ကိုနော်တင်းအုပ်ကဒီအတင်းသားတွေဘယ်လိုပြောအတင်းတောက်တွေအားလုံးကိုသူကပြောပြပေးရတင်ပြပေးရမှာအဲ့တော့တခါတလေမှာနော်တင်းတောက်တွေကလှုပ်ချင်တာတော့အများကြီးရှိဟာဟုတ်တယ်ငါဆန္ဒဒါလေးဒီလိုလုပ်ရင်ကောင်းမယ်ဟိုဟာလေးဟိုလိုလုပ်ရင်ကောင်းမယ်ဟာအတင်းသူတင်းသားလည်းပဲဒီလိုလုပ်ရင်တော့ကောင်းမယ်ဟိုလိုလုပ်ရင်တော့ပိုအဆင်ပြေမယ်လို့ရှိတော်ညာလည်းပဲတင်းအုပ်တယောက်ကတော့မဟုတ်တယ်မင်းတို့ရဲ့ဆန္ဒကတော့ဒီလိုရှိပေမဲ့လို့နော်ဖခင်ရဲ့ဆန္ဒကတော့ဒီလိုနော်ဖြစ်ကြောင်းနော်ဖခင်ရဲ့ဆန္ဒကတော့ဒါပဲအဲ့တော့သူကိုယ်တိုင်ကလည်းအရင်တော့သဘောပေါက်ပြီးတော့မှနော်ဒီအတင်းသူတင်းသားတနည်းအားဖြင့်တင်တောက်တွေကိုလည်းပြန်ပြီးတော့မှနော်တုံတင်နိုင်တဲ့သူလမ်းပြနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့ဟာကိုတော့နားတယ်ဒါကြောင့်ပြီးတဲ့အခါမှာနောက်တစ်လုံးကဒီသူကငါအသင်းလို့ပြောတာနော်ငါအသင်းလို့ပြောတဲ့အခါမှာ my chest ပေါ့နော်ဒီငါအသင်းလို့ပြောတဲ့အခါမှာဒီအသင်းတော်ရဲ့ပိုင်ရှင်ပေါ့နော်အသင်းတော်ရဲ့ပိုင်ရှင်ကဒါသခင်ယေရှုခရစ်တော်ပဲဖြစ်ရမယ်ပေါ့အသင်းတော်ကိုပိုင်တဲ့သူကသခင်ယေရှုခရစ်တော်ပဲအဲ့တော့ပိုင်တဲ့သူကအသင်းဥစ္စာလည်းမဟုတ်ဘူးခုနလိုအသင်းတော်လူကြီးတွေအသင်းလူသင်းသားလည်းမဟုတ်တခါလေးမှာတချို့သောအသင်းတော်တွေကတင်းဥစ္စာပိုင်တဲ့ဆိုရဲအသင်းတော်တွေရှိတာပေါ့နော်တချို့သောအသင်းတော်တွေကတင်းနောက်လူကြီးတွေရဲ့သဘောဆန္ဒမှာသူတို့ပိုင်နေဆိုတဲ့ဟာရှိတယ်တချို့သောအသင်းတော်တွေကတော့ဒါဘယ်လိုအသင်းသားတွေကပိုင်တာပေါ့သူတို့ရဲ့မဲဆန္ဒနဲ့အတိုင်းလုပ်တယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသင်းတော်ကတော့ဒါနော်ပိုင်ရှင်ဖြစ်တဲ့တခေရှုခရစ်တော်ကိုယ်တိုင်ပိုင်ပြီးတော့မှသူ့ရဲ့အတိုင်းပဲเนาะအလိုဆန္ဒအတိုင်းပဲကျွန်တော်တို့ကလုပ်ရမယ်။ဘာကြောင့်လဲဆိုတော့ဒီကြောက်ပေါ်မှာငါအသင်းကိုငါဒီဆောက်တယ်။เนาะဒီဆောက်တဲ့သူကလည်းသခင်ယေရှုခရစ်တော်ပဲပိုင်ရှင်ကလည်းသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်နားလည်ဖို့အကြောင်းဖြစ်တယ်။ပြီးတဲ့အခါမှာဆက်ရေးတဲ့အခါမှာဒီအငယ်16မှာကောင်းဝင်နိုင်ငံဤတော့တို့ကိုလည်းတင့်အားငါပေးမိတဲ့เนาะကောင်းဝင်နိုင်ငံတော့အဲ့တော့ပြောတာကဘု து ပြောရတယ်ဆိုရင်တော့အဲ့ဒီအချိန်မှာပေတရုကိုပြောတာပေါ့เนาะအဲ့တော့ဒီအသင်းတော်ရဲ့တာဝန်လို့ပြောတဲ့အခါမှာเนาะဒီเนาะဒီအသင်းတော်ရဲ့တာဝန်လို့ပြောတဲ့အခါငါအသင်းကိုငါတိဆောက်မိထိုအသင်းကိုမရာနိုင်ငံဤတကားတို့ဒီမနိုင်ရเนาะမနိုင်ရလို့ပြောပြတဲ့အခါမှာအသင်းတော်ရဲ့တာဝန်တစ်ခုကတော့ငရဲတကားကိုပိတ်ပေးရတော့နော်ငရဲတကားကိုပိတ်ပေးပြီးတော့မှကောင်းငယ်တကားဖွင့်ပေးဖို့ဒါအသင်းတော်ရဲ့တာဝန်ဖြစ်တယ်အဲ့တော့အသင်းတော်လို့ပြောတဲ့အခါမှာလူပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်အဲ့ဒီအထက်မှာကျွန်တော်တို့ပါတယ်အဲ့တော့ကျွန်တော်တို့ကအသင်းတော်ဖြစ်တဲ့ကျွန်တော်တို့ကနော်ကောင်းငယ်တကားကိုဖွင့်ပြီးတော့မှငရဲတကားကိုပိတ်နေတဲ့သူတွေဖြစ်ဖို့ဒါတခင်ရှုခရစ်တော်ကဖော်ပြတယ်ဒါကြောင့်ထိုအသင်းကိုမရာနိုင်ငံကြီးတကားတို့ဒီမနိုင်ရအဲ့တော့အသင်းတော်ဖြစ်တည်ခြင်းက
နော်ကျွန်တော်ငရေတကားပိတ်ဖို့အကြောင်းဖြစ်တယ်နော်အသင်းတော်ဖြစ်တည်ခြင်းကကောင်းဝင်တကားကိုကျွန်တော်တို့ကဖွင့်ပေးနိုင်ဖို့အကြောင်းဖြစ်တယ်ကျွန်တော်တို့အဖြစ်ပေါ့နော်ဒါကျွန်တော်တို့ကအသင်းတော်ဖြစ်တာနော်ကျွန်တော်တို့ကဒါကြောင့်မို့လို့နော်ဒီဟာလေးကိုအရင်ဆုံးနားလည်ဖို့အကြောင်းဖြစ်တယ်ပြီးတဲ့အခါမှာဒီကျွန်တော်တို့ကဘယ်လိုဖွင့်ပေးရမလဲဆိုရင်တော့ကျွန်တော်အားလုံးသိတယ်နော်တစ်ကော15ငယ်3နယ်4ရနော်အင်္ဂလိပ်သတင်းကောင်းအားဖြင့်သခင်ရှုခရစ်တော်ကနော်ကျွန်တော်တို့အပြစ်တော်လောကကိုလာပြီးလောကကတိုင်ပေါ်မှာအသေးခံပြီး3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခြင်းကိုနော်ကျွန်တော်တို့ကိုယ်တိုင်ကယုံကြည်လက်ခံပြီးတယ်လို့ပဲသူတစ်ပါးကိုလည်းယုံကြည်လက်ခံနိုင်အောင်ပေါ့နော်ကျွန်တော်တို့ကဝေငှားရင်တက်တည်ခံရင်နော်ဟောပြောရင်းနဲ့နော်ကျွန်တော်တို့ကဒီငရေတကာပိတ်တဲ့နော်အတင်းတော်ပေါ့နော်ငရေတကာပိတ်တဲ့ကောင်းဝင်တကာဖွင့်တဲ့အတင်းတော်ကျွန်တော်တို့ဖြစ်ရမယ်နော်ပြီးတဲ့အခါမှာနော်ဒီကောင်းဝင်နိုင်ငံတော့တို့ကိုနော်တင့်အားငါပေးမယ်လို့ပြောပြတဲ့ခါမှာ तू ကဘသူကိုပေးရလဲဆိုရင်ခုနက petrol လို့ခေါ်တယ်နော်ကြောက်တုံးလေးလို့ခေါ်တဲ့ဒါပေတရုကို तू ကပေးခြင်းဖြစ်တယ်ပေါ့ဒါကြောင့်ဒီနှစ်ပေခန်းကြီးနှစ်နော်အငယ်၄၅မှာရေးတဲ့အခါမှာနော် तू ကဒီအသက်လူတို့ပယ်ထား၍ဖျားသခင်ရွေးချယ်တော်မူသောအသက်ကြောင့်မြတ်တည်းဟုသောထိုသခင်ထံတော်သို့တင်တို့သည်ရောက်၍အသက်ကြောင့်များကဲ့သို့အစင်းစင်းအထက်ထက်တည်ဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏တဲ့အဲ့ဒီမှာနော်အသက်ကြောင့်မြတ်ဒီဟုသောထိုသခင်အထံတော်တို့ဆိုတာအသက်ကြောင့်မြတ်ဆိုတာသခင်ယေရှုခရစ်တော်ကိုဖော်ပြထားပြီးတော့မှအသက်ကြောင့်များကဲ့သို့အစင်းစင်းထက်ထက်ဒီဆောက်လျက်ဆိုတာနော်တင်တို့ဒီရောက်၍အသက်ကြောင့်များဆိုတာကတော့ယုံကြည်သူတွေကိုဖော်ပြနေတာဖြစ်တယ်ပေါ့အဲ့တော့ဒီနေရာမှာကျတော့သူကပေထရုဆိုတဲ့နော်ဒီပေထရုကလေးတွေပေါ့နော်ကြောက်တုံးကလေးတွေလို့ဖော်မပြပေးဒီနေရာမှာတော့အသက်ကြောင့်များကဲ့သို့ဖော်ပြပေးတယ်အဲ့တော့အဓိကကျွန်တော်ကနားလေစေချင်တာကနော်ပေတရုဆိုတာဒါနာမည်ပေါ့ဗျာဒါနန်စားပေါ့အဲ့တော့ကျွန်တော်တို့ကလည်းပဲဒီအတင်းတော်မှာပါဝင်နေတဲ့တော့ပြောင်းလဲသွားတဲ့ယုံကြည်သူဒီနေရာမှာအသက်ကြောင့်များလို့ဖော်ပြပေးတဲ့အတွက်เนาะကျွန်တော်တို့ကလည်းတနည်းအားဖြင့်ပေတရုဆိုတဲ့အရာမျိုးကိုနားလည်ဖို့အကြောင်းဖြစ်တယ်အဲ့တော့เนาะကောင်းဝင်နိုင်ငံရဲ့တော့တို့ကိုလည်းတင့်အားငါပေးမယ်ဆိုတဲ့အခါမှာကောင်းဝင်နိုင်ငံရဲ့တော့ကအဲ့ဒီအချိန်မှာတော့ပေတရုကိုပေးခဲ့ပေမဲ့ဒီနေ့ဒီအချိန်မှာတော့เนาะအဲ့ဒီတော့ကเนาะဒီအသက်ကြောင့်များဖြစ်တယ်เนาะကျွန်တော်တို့မှလည်းပဲเนาะပေတုလေးတွေဖြစ်တယ်ကျွန်တော်တို့မှလည်းထို့တော့ရှိတယ်ဆိုတဲ့ဟာမျိုးကျွန်တော်နားလည်ဖို့အကြောင်းဖြစ်တယ်เนาะဒီဟာလေးကိုနားလည်ခါမှာဒီအတင်းတော်ရဲ့ဖြစ်တည်ခြင်းပေါ့เนาะကျန်တဲ့အရာကတော့ဒီဟိုအများကြီးတော့เนาะအတူကျုံလေးပေါ့เนาะကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအရာလည်းရှိတဲ့အတွက်เนาะအတူကျုံလေးပဲဖော်ပြပေးခြင်းနဲ့တော့ဒါအသက်ကြောက်များเนาะအသက်ကြောက်ဆိုတဲ့အခါမှာဒါအသက်ရှင်တဲ့ကြောက်ကိုဖော်ပြခြင်းဖြစ်တယ်ဒါတည်နေတဲ့ကြောက်တွေမဟုတ်ဘူးပေါ့เนาะအသက်ရှင်နေဆိုတဲ့အခါမှာလည်းဟာတက်ကြွလှူရှားနေတဲ့သူကိုလည်းဒါဆိုလိုနေတာမျိုးမဟုတ်ဘဲနဲ့เนาะအသက်ရှင်တဲ့ကြောက်ဆိုတာတခင်ရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံသူเนาะ born again တနည်းအားဖြင့်ဒုတိယကြိမ်မွေးဖွားတဲ့သူထာဝရအသက်ရတဲ့သူကယ်တင်ခြင်းရတဲ့သူကိုဒါဆိုလိုနေခြင်းပဲဖြစ်တယ်အဲ့တော့ယုံကြည်သူတိုင်းကပေတုကလေးများသို့မဟုတ်အသက်ကြောင့်များဖြစ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့မှာကောင်းဝင်နိုင်ငံရဲ့တော့ရှိတယ်เนาะဒီအတင်းတော်ရဲ့အစပြုခြင်းမှာအဲ့တော့တခါလေးမှာတော့ဝမ်းနေစွာနဲ့เนาะဒီငရေတကားကိုပိတ်မဲ့စားပေါ့เนาะငရေတကားချက်နေတဲ့အတင်းတော်တွေလေလောကမှာတွေ့နေရတယ်เนาะဘာကြောင့်လဲဆိုရင်เนาะတခင်ရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကောင်းဝင်တကားဖွင့်မဲ့အကြောင်းကိုမပြောဘဲနဲ့လောကအကြောင်းတွေကိုပဲဖော်ပြပေးပြီးတော့မှလူတွေကိုလောကမှာပျော်အောင်ပေါ့เนาะလောကမှာပဲလောကကိုချစ်အောင်เนาะလောကမှာပဲလောကရဲ့အောင်မြင်ခြင်းကြွယ်ဝခြင်းเนาะကျမ်းမာချမ်းသာခြင်းတွေနဲ့ပဲเนาะဟောပြောပြီးတော့မှเนาะလောကနာကိုလိုက်အောင်เนาะအသင်းတော်တွေကဟောပြောတုံတင်နေတဲ့အတွက်เนาะလူတွေကလည်းပဲလူဆိုတဲ့အတွက်ငကိုတဲ့ကလောကကိုချစ်ပြီးသားဖြစ်တဲ့အတွက်เนาะဒီလောကနဲ့ပတ်သက်တဲ့ဟာတွေကိုဟောပြောဝေငှားနေတဲ့ဒီအသင်းတော်တွေကတော့ဒါသူတို့ကတော့เนาะငရေတကားเนาะပိတ်မဲ့စားငရေတကားကိုသူတို့ကချဲ့ပေးနေတယ်အဲ့လိုမျိုးအသင်းတော်တွေကိုလည်းစိတ်မကောင်းစွာနဲ့ကျွန်တော်တို့တွေ့မြင်ရတဲ့အပိုင်းကဏ္ဍရှိပါတယ်အဲ့တော့ကိုယ့်ရဲ့ဖြစ်တည်ခြင်းပေါ့เนาะကိုယ့်ရဲ့အသင်းတော်တည်ဆောက်ခြင်းကိုကိုယ်တိုင်ပဲလေ့လာခြင်းနှုတ်ဘတ်တော်အပြင်နားလည်နိုင်ဖို့အကြောင်းဖြစ်တယ်ကျွန်တော်တို့အသင်းတော်ကတော့ဒါတည်ကြတယ်เนาะဒါငရေတကာပိတ်ပြီးတော့မှကောင်းငယ်တကာဖွင့်နေတယ်ကျွန်တော်အသင်းတော်ပဲဖြစ်တယ်ဆိုတော့နှုတ်ဘတ်တော်အပြင်အတိလင်းเนาะကျွန်တော်တို့ကပြောနိုင်တယ်ပေါ့เนาะဒါကြောင့်နောက်တစ်ခုကတော့ဒါအသင်းတော်ရဲ့ဥကောင်းဆိုတဲ့ဟာပေါ့เนาะအသင်းတော်ရဲ့ဥကောင်းဆိုတာကတော့ဒီတခင်ရှုခရစ်တော်ကိုယ်တိုင်ဖြစ်တယ်ဆိုတာကိုဒါကောလောသဲခန်းကြီး1ငယ်7-18
နော်ပြီးတဲ့အခါ effective နော်22မှာဒါလေးပေါ်ပြထားပေးတယ်ပေါ့နော်ဒီဟာကတော့ကျွန်တော်တို့အားလုံးတော်တော်များများသိပြီးသားဖြစ်တဲ့အတွက်ဒါဆိုကျမ်းပိုက်ပဲဒါဖတ်ပေးမယ်ပေါ့နော်ကိုလောတဲ့ခန်းကြီး1စက္ကွန်16မှာပေါ်ပြတယ်တားတော်ဒီလေခတ်သိမ်းသောအရာမဖြစ်မီရှိတော်မူသည်ဖြစ်ခတ်သိမ်းသောအရာတို့သည်တကိုးတော်အားဖြင့်တည်ကြ၏အသင်းတော်ဒီဟုသောကိုဤဥကောင်းဖြစ်တော်မူ၏အရာရာ၌ထူးမြတ်ခြင်းကမူလအရင်ဖြစ်၍တည်သောသူတို့တွင်တာဦးဖြစ်တော်မူ၏တဲ့ effective 22မှာခြေပွားတော်အောက်သို့အလုံးစုံတို့ကိုခြားထားသဖြင့်အသင်းတော်အဖို့လုံးကအလုံးစုံတို့၏အချုပ်ချဥကောင်းဖြစ်တော်မူ၏တဲ့เนาะဒါလေးကိုပေါ်ပြပြီးတဲ့အခါမှာเนาะဒီအသင်းတော်ဆိုဒီခရစ်တော်ကအသင်းတော်ရဲ့ဥကောင်းဖြစ်တယ်เนาะဒီနောက်တစ်ခုကတော့เนาะအသင်းတော်ဆိုတာခရစ်တော်ရဲ့ကိုယ်ဖြစ်တယ်ဆိုတာလည်းကြံပိုက်လေးရှိတယ်เนาะဒီ effective 23မှာပဲထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုဖြစ်တည်းတဲ့เนาะတစ်ကော7ငယ်20မှာတင်တို့သည်ခရစ်တော်၏ကိုဖြစ်ကြ၏အတီးအင်္ဂါတော်ဖြစ်ကြ၏လို့ဒီနေ့ဒီကျမ်းစာလေးမှာတော့ဖော်ပြပေးထားတယ်เนาะပြီးတဲ့အခါမှာဒီ effect ခန်းကြီးလေးငယ်17မှာခရစ်တော်၏ကိုတိဆောက်၍ဓမ္မဆရာ၏အမှုကိုပြုတတ်မိအကြောင်းနဲ့တန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလို့ငါထိုသခင်သည်လူစိတ်နှင့်တမန်တရားကိုဟောပြောသဖြင့်ဥကောင်းသည်ဟူသောခရစ်တော်မှာအရာရာ၌ကြီးပွားကြမည်အကြောင်းသည်ထိုဥကောင်းမှအစစ်ပိုင်းများတို့သည်အားဖြင့်သဖြင့်တကိုယ်လုံးသည်ဆေးဆက်ထုံးဖွဲ့လျက်အတီးအင်္ဂါများကိုငန်းကိုတာအတိုင်းပြုပြင်သည်နှင့်ညီမိမိကိုမေတ္တာ၌တည်ဆောက်ခြင်းကကြီးပွားစေတတ်၏တဲ့နော်ဒီမှာကျွန်တော်ပေါ်ပြပေးခြင်းတဲ့အရာကအသင်းတော်ရဲ့ဦးခေါင်းကဒါတခင်ယေရှုခရစ်တော်ဖြစ်တယ်เนาะဒီတခင်ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာကအသင်းတော်ဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ယုံကြည်သူရဲ့ဦးခေါင်းကတခင်ယေရှုခရစ်တော်ဖြစ်တယ်ပြီးတော့တခင်ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာကကျွန်တော်တို့เนาะယုံကြည်သူတွေเนาะဖြစ်တယ်ဆိုတဲ့ဟာလေးကိုเนาะဒီကျမ်းစာတွေအားဖြင့်နားလည်ဖို့အကြောင်းဖြစ်တယ်เนาะအဓိကပြောချင်တဲ့အရာကဘာလဲဆိုရင်အင်္ဂါချင်းဆိုတဲ့ဟာလေးကိုဒါဖော်ပြပေးချင်တာယောမခန်းကြီး7ငယ်9-8မှာเนาะထို့တူတဲ့အများဖြစ်သောငါတို့သည်ခရစ်တော်၌တကိုယ်တည်းဖြစ်၍အတီးအင်္ဂါချင်းဖြစ်ကြ၏ထို့သို့ပေးတော်မူသောကျေးဇူးတော်အတိုင်းငါတို့သည်အတီးအပြားသောဆုများကိုခံရသည်ဖြစ်၍ပရောဖက်ရာရှိလျင်ယုံကြည်ခြင်း၏ပမာဏကိုရသည့်တိုင်ပရောဖက်ပြုကြကုန်အပ်ဓမ္မဆရာအရာရှိလျင်ဓမ္မဆရာအမှုကိုဆောင်ရွက်ကြကုန်အပ်ဆုံးမဩဝါဒပေးတော်သူသည်ထိုအမှုကိုဆောင်ရွက်စေနှိုးဆော်သွေးဆောင်တော်သူသည်ထိုအမှုကိုဆောင်ရွက်စေအစွန်အကျဲဝေငှသောသူသည်လစ်လျူသောစိတ်နှင့်ဝေငှစေအုပ်ချုပ်သောသူသည်လုံလဝရိယနှင့်အုပ်ချုပ်စေမဆာတနာခြင်းအမှုကိုပြုသောသူသည်စေတနာစိတ်နှင့်ပြုစေလို့ယောမခန်းကြီး7ငယ်9မှာဖော်ပြထားတယ်ပြီးတဲ့အခါမှာ effect 4:25မှာထို့ကြောင့်မူသားစကားကိုပယ်၍မှန်သောစကားကိုသာအချင်းချင်းတယောက်နဲ့တယောက်ပြောကြလော့အကြောင်းမူကားငါတို့သည်အချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏အဲ့တော့ကျွန်တော်ဒီနေ့ဖော်ပြပေးခြင်းတဲ့အရာကဘာလဲဆိုရင်တော့ဒီအင်္ဂါချင်းဆိုတဲ့ဟာပေါ့အဲ့တော့အဲ့ဒီအရာကအင်္ဂါချင်းဆိုတာကကျွန်တော်တို့เนาะဒီမှာရှိယုံကြည်သူတွေအမှုတော်ဆောင်တွေเนาะအချိန်ပြည့်မှုတော်ဆောင်ရှိတယ်အချိန်ပြည့်မှုတော်ဆောင်ရှိတယ်အတင်းသူတင်းသားတွေရှိတယ်ဒါအတင်းနောက်လူကြီးတွေရှိမယ်ဒါအမျိုးသမီးကဏ္ဍရှိမယ်လူငယ်ကလေးကဏ္ဍရှိမယ်အားလုံးကအင်္ဂါချင်းဖြစ်တယ်ဆိုတဲ့ဟာကိုအတင်းတော်မှာနားလည်ဖို့အကြောင်းဖြစ်တယ်ဒါနဲ့ပတ်သက်လို့เนาะဒီဘယ်မှာပေါ်ပြထားလဲဆိုရင်တစ်ကောအခန်းကြီး7เนาะအငယ်7မှာเนาะဥပမာကတဲ့ကိုတစ်ခုတည်း၌အင်္ဂါအများရှိသည်ဖြစ်ထိုတစ်ခုတည်းသောကိုအင်္ဂါအပေါင်းတို့သည်များလျက်နှင့်ကိုတစ်ခုတည်းဖြစ်တဲ့ကဲ့သို့ထိုနည်းတူခရစ်တော်ဖြစ်၏တဲ့အဲ့တော့ဒီမှာဖော်ပြရကိုတစ်ခုတည်းကိုကတော့တစ်ခုတည်းပဲတဲ့เนาะအသင်းတော်ကတော့တစ်ခုတည်းပဲဒါပေမဲ့အင်္ဂါကတော့အများရှိရမယ်အင်္ဂါကတော့တစ်ခုတည်းဖြစ်လို့အများရှိရမယ်ထိုတစ်ခုတည်းသောကိုအင်္ဂါအပေါင်းတို့သည်များလျက်နှင့်ကိုတစ်ခုတည်းဖြစ်တဲ့ကဲ့သို့ထိုနည်းတူခရစ်တော်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကเนาะဒီအသင်းတော်ဆိုတာကကျွန်တော်အထဲထဲမှာကျွန်တော်တို့ကအင်္ဂါချင်းဖြစ်တယ်ကျွန်တော်တို့ကဒီခရစ်တော်ရဲ့အင်္ဂါတနည်းအားဖြင့်ဒါကိုရဲ့အင်္ဂါဒီအစိတ်ပိုင်းတွေဖြစ်တယ်ခရစ်တော်ကဦးခေါင်းဖြစ်နေတာအဲ့တော့အဲ့ဒီအဖြစ်ချင်းကိုနားလဲရမယ်။နောက်ပြီးတဲ့အခါမှာ73မှာအကြောင်းမူကားယူဒလူဖြစ်စေဟေလသလူဖြစ်စေကျွန်ဖြစ်စေလူဖြစ်စေငါတို့ရှိသမျှသည်ဝိညာဉ်တော်တစ်ပါးတည်းအပြင်တစ်လုံးတည်းသို့ဗတ္တိဇံကိုခံကြ၏ငါတို့ရှိသမျှသည်တစ်စိတ်တစ်ဝိညာဉ်တည်းသို့လည်းတောက်ကြ၏တဲ့เนาะ
ဘသူတွေပဲဖြစ်ဖြစ်ပေါ့နော်အတင်းတော်မှာလူမျိုးနော်ယူရပဲဖြစ်ဖြစ်ဟေလတပဲဖြစ်ဖြစ်ကြုံပဲဖြစ်ဖြစ်လူလွတ်ပဲဖြစ်ဖြစ်အားလုံးကတော့ဒီတပါးတည်းဆိုတဲ့ဝိညာဉ်တော်အောက်မှာပဲနော်ဗတ္တိဇာခံပြီးတော့မှကျွန်တော်ပြောင်းလဲရတဲ့သူတွေဖြစ်ရတယ်ဒါကြောင့်နော်အငယ်14မှာကိုဒီအင်္ဂါတစ်ခုတည်းရှိတယ်မဟုတ်အများရှိတယ်ဖြစ်ခြေကငါဒီလက်မဟုတ်တော့ကြောင့်ကိုနှင့်မဆက်ဆိုင်ဘူးဆိုရင်ထို့သူဆိုတော့ကြောင့်မဆက်ဆိုင်ဒီမှန်တယ်လို့နားကလည်းငါဒီမျက်စိမဟုတ်တော့ကြောင့်ကိုနှင့်မဆက်ဆိုင်ဘူးဆိုရင်ထို့သူဆိုတော့ကြောင့်မဆက်ဆိုင်ဒီမှန်တယ်လို့တဲ့နော်အဲ့တော့ကိုအင်္ဂါတစ်ခုတည်းနော်ဒီကိုမှာပေါ့နော်ကိုခန္ဓာတစ်ခုမှာအင်္ဂါကတစ်ခုတည်းရှိတာမဟုတ်ဘူးတဲ့နော်အများရှိမှရမယ်လို့ဖော်ပြပေးတာဒီကျမ်းစာဒါကြောင့်နော်ခြေကငါဒီလက်မဟုတ်တော့ကြောင့်ကိုနှင့်မဆက်ဆိုင်ဘူးဆိုရင်တဲ့ထို့သူဆိုတော့ကြောင့်ဥပမာပေါ့ငါကခြေနေရာမှာပဲနေရလို့ငါကလက်နေရာမှာမရောက်လို့ဒါဆိုရင်ငါကကိုနဲ့မဆိုင်တော့ဘူးဟောတနည်းအားဖြင့်ကျွန်တော်တို့ကတော့ဒီနေရာမှာတခြားနေရာမှာကျွန်တော်မရလို့ဒါကျွန်တော်ကအသင်းတော်နဲ့မဆိုင်တော့ဘူးလို့ဆိုရင်လည်းဆိုလို့မရဘူးလို့ဒီနေ့ကျမ်းစာဖော်ပြတယ်။ဘာကြောင့်လဲကျွန်တော်ကပြောင်းလဲတဲ့သူကိုနဲ့ဆက်ဆိုင်တဲ့သူတွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကခြေဖြစ်နေလို့လက်မဟုတ်လို့နော်မဆိုင်ရင်ဘူးလို့ပြောလို့လည်းမရဘူး။အဲ့တော့မျက်စိဖြစ်နေလို့နော်ဒီနာနဲ့မဆိုင်ဘူးလို့ပြောကိုနဲ့မဆိုင်ဘူးငါနားနေရာမှာနေနေတာလို့ပြောလို့လည်းမရဘူးလို့နော်ဘာကြောင့်လဲဆိုရင်အားလုံးကကိုမှရှိနေတဲ့အင်္ဂါချင်းဖြစ်နေတာအကြောင်းလဲပြီးသားယုံကြည်သူတွေဖြစ်နေဆိုတော့ဒါကိုကျမ်းစာလေးကဖော်ပြတယ်အဲ့တော့ဒီနောက်ဟာလေးဆက်မပြောခင်ပေါ့နော်ဒီအတင်းတော်မှာကျွန်တော်တို့ရဲ့ဒီလက်ရှိနဲ့ကျွန်တော်တိုင်းတာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အခန်းကဏ္ဍပေါ့နော်ဒီဆရာတယောက်ကတော့ဒီနေရာမှာဒါ right play လို့ပြောတယ်ပေါ့နော်ခုရဲ့နေရာမှန်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ position ပေါ့နော်ကိုယ့်ရဲ့ position role ပေါ့အဲ့တော့ကိုကအသင်းအုပ်လားဒါမှမဟုတ်အသင်းတောက်လူကြီးလားဒါမှမဟုတ်လေတခြားသောအခန်းကဏ္ဍနော်ဒါမှမဟုတ်ချီးမွမ်းခြင်းပါလားဒါမှမဟုတ်ကလေးလားဒါမှမဟုတ်လေဝေယဝတ်စာလားအချက်အပြုတ်လားတချို့ကတော့ပေးကမ်းခြင်းဆိုတဲ့နေရာအတီးတီးမှာရှိတယ်အဲ့တော့အဲ့ role မှာပေါ့နော် role တနည်းအားဖြင့် position ပေါ့ယာဒူးလို့ခေါ်တယ်ဒါ position ဆိုတော့ဒါအခန်းကဏ္ဍကိုတော့ကိုသိပြီးတော့မှကိုရှိတဲ့နေရာမှာပေါ့နော်ကိုရှိတဲ့နေရာမှာတော့နော်ကိုတခြားနေရာပေါ့ဥပမာကိုကဒီနေရာမှာရှိနေရဆိုရင်ကိုကခြေနေရာမှာရှိနေဆိုရင်လက်မဟုတ်လို့ငါဓာကြီးနဲ့မဆိုင်ခြင်းဘူးလို့ဆိုလို့မရဘူးလို့သူကဖော်ပြပေးထားတယ်အဲ့တော့အဲ့ဒါလေးကိုနားလည်ဖို့အကြောင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကနော်ဒီနေရာမှာရောက်နေလို့ဟိုနေရာမှာမနေရလို့ဆိုပြီးတော့မှနော်အတင်းတော်နဲ့နော်မပေါင်းဖက်ချင်လို့မရဘူးကိုနဲ့မဆက်ဆိုင်ရင်လို့မရဘူးဆိုတဲ့ဒီနှုတ်ဘက်တော်လေးကိုနားလေရတယ်ဒါကြောင့်သူကဆက်ပြောတဲ့အခါမှာနော်ဒီတကိုယ်လုံးဒီတဲ့အငယ်ဆက်ခုံမှာတကိုယ်လုံးဒီမျက်စိဖြစ်ရင်အဘယ်သို့ကြားနိုင်မည်နည်းတကိုယ်လုံးဒီနားဖြစ်ရင်အဘယ်သို့နားနိုင်မည်နည်းတဲ့နော်ကျွန်တော်တို့ကတကိုယ်လုံးဥမာပေါ့အတင်းတော်မှာအားလုံးကနားပဲဖြစ်နေအားလုံးကမျက်စိပဲဖြစ်နေလဲပဲဥမာပေါ့တကိုယ်လုံးကတော့နားတွေပဲဖြစ်နေမယ်ဆိုရင်လည်းမင်းဘယ်လိုလုပ်ပြီးတော့မှနမ်းနိုင်တော့မလဲတကိုယ်လုံးကမျက်စိဆိုရင်လည်းမင်းဘယ်လိုကြားနိုင်တော့မလဲသူကပြောပြချင်တာကနော်ကိုတယောက်တည်းကပဲနေရာတိုင်းမှာဟိုဖြစ်ချင်လို့လည်းမရဘူးဆိုတဲ့အဒါလေးကိုနားလေရတယ်ဟိုတနည်းအားဖြင့်ဟိုငငယ်တုန်းကကျွန်တော်စကားနဲ့ဆိုတော့ဟိုပါလီယာငပိချက်လိုပုံစံမျိုးပေါ့နေရာတိုင်းမှာနော်ခြေကတော့တကူလုံးမှာနော်နှစ်ဖူးမှာလည်းခြေရှိတယ်နော်အောက်မှာလည်းဟိုခြေရှိတယ်ပခုံးမှာလည်းခြေရှိတယ်ဆိုရင်ဒါအဆင်မပြေဘူးအဲ့တော့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့အခန်းကဏ္ဍကိုကိုသိပြီးတော့မှကိုကနေရာတိုင်းကြီးတော့သွားလို့မရဘူးဆိုတဲ့အားမျိုးကိုဖခင်ကကျွန်တော်တို့နားလေတယ်ဒါကြောင့်အငယ်16မှာယခုမူကားဖခင်သခင်သည်အလိုတော်ရှိသည့်တိုင်အင်္ဂါအတီးတီးတို့ကို၌စီရင်ခံထားတော်မူ၏ဒါကြောင့်မလို့ဖခင်သခင်ကတဲ့အလိုတော်အတိုင်းပဲအင်္ဂါတွေအားလုံးကိုနော်အတီးတီးတို့ကို၌စီရင်ခံထားပြီဒါဖခင်သခင်အလိုတော်ပဲမင်းကဒီနေ့ခြေရခြေနေရမှာအောက်မှာပဲရှိရမယ်နော်လက်ကတော့ဒီပခုံးသားမှာနော်ရှိရမှာပေါ့ဗျနော်မျက်လုံးကတော့ဒီမျက်နှာမှာပဲရှိရမယ်နော်ပါးစပ်တို့နှာခေါင်းတို့ဒါကဘုရားသခင်ရဲ့စီရင်ခြင်းဟိုခွဲခန့်မှတ်သားခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုကိုကျွန်တော်တို့နားလည်မယ်ဆိုဥပမာကျွန်တော်တို့ကဘိုက်စားတယ်ဆိုရင်ကျွန်တော်တို့မီးဖို့ကြောင့်ကိုအရင်တော့ခြေထောက်ကသွားရမယ်နော်မျက်စိကနေကြည့်ရမယ်ရှာရမယ်နော်လက်ကနေယူရမယ်ဖွင့်ရမယ်နှာခေါင်းကနေနော်ကောင်းမကောင်းနမ်းကြည့်ရမယ်ကောင်းပြီဆိုမှနော်ကျွန်တော်ပါးစပ်ကနေစားပြီးတော့မှနော်ဝင်းထဲကိုရောက်မယ်ဒါကပြောပြချင်ဒါခန္ဓာကိုယ်ရဲ့နော်လှုပ်ဆောင်မှုပေါ့ဗျာနော်ခန္ဓာကိုယ်ရဲ့တနည်းအားဖြင့်ဟိုညီညွတ်နေရပေါ့နော်ခန္ဓာကိုယ်တစ်ခုနဲ့တစ်ခု
တိုင်ပေါင်းညီချင်းကိုဒါဖော်ပြတယ်တော့အတင်းတော်ဆိုတာလေထိုနည်း၎င်းပဲပေါ့နော်အားလုံးကဟန်ချက်ညီတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဟန်ချက်ညီတယ်အဲ့လိုဟန်ချက်ညီဖို့အကြောင်းကိုလည်းနော်ဘုရားသခင်ကသူ့နေရာနဲ့သူဒါခွဲခန့်ပေးထားတယ်ဆိုတဲ့ဒီနှုတ်ဘက်တော်ကိုကျွန်တော်တို့နားလည်ဖို့အကြောင်းဖြစ်တယ်အဲ့တော့ဒီအငယ်16မှာဆက်ရတဲ့ကထိုမှတပါးတဲ့အင်္ဂါအပေါင်းတို့ဒီအင်္ဂါတစ်ခုတည်းဖြစ်လင်ကိုဒီအပယ်မှာရှိလိမ့်မည်နီးတဲ့ယခုတွင်အင်္ဂါအများရှိလျက်နဲ့ကိုတစ်ခုတည်းရှိ၏တဲ့နော်အဲ့တော့အင်္ဂါအပေါင်းဒီကလည်းအင်္ဂါတစ်ခုတည်းဖြစ်လို့လည်းမရဘူးအားလုံးကဒီတနေရာမှာပဲနေခြင်းလို့လည်းမရဘူးနော်အားလုံးကဟိုတနေရာမှာပဲနေခြင်းလို့လည်းမရဘူးဖခင်ကသူ့နေရာနဲ့သူလှုပ်ထားပေးတယ်အဲ့တော့ကိုယ့်ရဲ့ position ပေါ့နော်ကိုယ့်ရဲ့ role ကိုတော့ကိုနားလည်ဖို့အကြောင်းဖြစ်တယ်เนาะပြီးတဲ့အခါမှာဒီအငယ်20မှာပေါ့ဒီယခုတွင်နဲ့အင်္ဂါအများရှိလျက်နဲ့ကိုယ်တစ်ခုရဲ့ရှိမျက်စိကတင့်ကုန်ကအလိုမရှိဟုလက်ကိုမဆိုရထိုနည်းတူဥကောင်းကတင့်ကုန်ကအလိုမရှိဟုခြေတို့ကိုမဆိုရတဲ့เนาะဒီမှာဖော်ပြပေးတဲ့အခါမှာတယောက်နဲ့အင်္ဂါတစ်ခုနဲ့တစ်ခုကလည်းပဲမလိုချင်လို့မရဘူးเนาะငါကเนาะမျက်စိကเนาะတခြားတစ်ခုပေါ့เนาะဟိုဘယ်လိုပြောမလဲမျက်စိကလက်ကိုမင်းကမလိုချင်ဘူးလို့ပြောလို့မရတော့ဥကောင်းကလည်းပဲเนาะတင်တို့ကိုအလိုမရှိဘူးခြေတို့ကိုဆိုလို့မရဘူးပြောချင်တာကတယောက်နဲ့တယောက်ပေါ့เนาะအတင်းတော်ထဲမှာကျွန်တော်တို့ပါလာပြီဆိုသူ့ကိုကျွန်တော်မလိုချင်လို့မရဘူးသူ့အတွက်ဖျားသခင်အသုံးပြုတဲ့နေရာရှိတယ်အဲ့တော့သူကလည်းသူ့ခန္ဓာနဲ့သူအသုံးဝင်တယ်ပေါ့ဒီနေရာဖြစ်ဆူတောင်းခြင်းဖြစ်လည်းဖြစ်မယ်ပေါ့ဗျာဟိုဖေးလူချင်းလည်းဖြစ်တယ်ဒါမှမဟုတ်လည်းပဲတချို့ကတော့ဒါဟိုမိသားရကောင်းတဲ့သူလည်းရှိတာပေါ့เนาะစံတစ်စုံတစ်ခုတော့ဖြစ်မယ်ကျွန်တော်တို့ကဒီမှာနေလို့သူ့ကိုကျွန်တော်မလိုချင်ဘူးအတင်းတော့မှာเนาะဟိုတရားကိုမလိုချင်ဘူးဖယ်ထားမယ်ဟိုအင်္ဂါစိတ်ပိုင်းကိုတော့เนาะအစင်မပြေမှုတွေကိုလည်းဖျားသခင်မလိုချင်ဘူးအဲ့တော့သူ့ရဲ့တည်ရှိမှုကိုလည်းကိုနားလဲရမယ်ကိုယ့်ရဲ့တည်ရှိမှုကိုလည်းကိုနားလဲပြီးတော့မှအားလုံးကိုလက်ခံပေးနိုင်နေဆိုတဲ့ဟာမျိုးပေါ့เนาะအဲ့တော့ဒီຢာလေးကိုနားလဲဖို့အကြောင်းဖြစ်ဒါကြောင့်ဘယ်သူမှတော့ကျွန်တော်မလိုချင်လို့မရဘူးအားလုံးကအတင်းတော်မှာအတုံးတဲ့သူ့ရဲ့ role နဲ့သူ့ရဲ့ position နဲ့သူ့ရဲ့အခန်းကဏ္ဍနဲ့သူအတုံးတဲ့ပြီးသားဖရာသခင်ကအားလုံးကိုအလိုတော်အတိုင်းစီရင်ပြီးသားဖြစ်တယ်ဆိုတဲ့ဟာလေးကိုနားလည်ဘူးအဲ့တော့ကျွန်တော်တို့ကအာဆီယာဖြစ်လို့တခြားသူကိုမလိုချင်ဘူးဆိုလို့လေဒါမရဘူးဆိုတဲ့ဟာမျိုးနားလည်ရတယ်အားလုံးမှာဖရာသခင်ရဲ့အကြံစီရှိပြီးသားဖြစ်တယ်ဒါမှဆက်ရေးတဲ့အခါမှာဒီနည်းနည်းစိတ်ဝင်စားဖို့ကထိုမြမကအားနည်းဟန်ရှိသောအင်္ဂါတို့ဒီတာ၍အတုံးဝင်တယ်အဲ့တော့ကျွန်တော်ဒီຢာလေးကိုဆက်မပြောခင်မှာเนาะဒီကျွန်တော်တို့ရဲ့အလုပ်ပေါ့ဗျာကျွန်တော်တို့ရဲ့အလုပ်တခါလေးမှာကျွန်တော်တို့ရဲ့ဥမာပေါ့ကျွန်တော်တို့ဒီအမှုတော်ဆောင်နေတဲ့အလုပ်ကကျွန်တော်ရဲ့ဆရာကတော့ဒါ professional လို့ပြောတယ်ပေါ့ကိုယ့်ရဲ့ professional ကိုမင်းကိုယ့်ရဲ့ professional တော့ကိုခယူးဆိုင်ရမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ဆရာဆိုလိုချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကအမှုတော်ဆောင်ဖြစ်တဲ့အတွက်အမှုတော်ဆောင် line ကတော့ကျွန်တော်တို့ရဲ့ professional ဖြစ်ရမယ်professional ဒါပေမဲ့တခြားဟာကြီးကိုတော့မတက်ချင်လို့မလုပ်ချင်ပါငါကအမှုတော်ဆောင်ဖြစ်နေလို့တော့တခြားဟာကြီးကိုမလိုချင်ဘူးတခြားဟာကြီးကငါနဲ့မတင့်တော်ဘူးเนาะအဲ့လိုမျိုးကြီးတချို့ကလည်းစဉ်းစားတယ်အဲ့တော့အဲ့နေရာမှာကျတော့ဆရာတော့ professional ကိုအာရုံစိုက်ဖို့ပြောကျွန်တော်အနေနဲ့ကတော့အဲ့ position ကိုသိတဲ့အခါမှာဒါပေမဲ့အဲ့နေရာမှာကိုယ့်ရဲ့ major နဲ့ minor ဆိုတဲ့ဟာမျိုးတော့ကိုကခွဲခြားသိရမှာပေါ့ကျွန်တော်အနေနဲ့ပြောမှဆိုတော့ဒီအမှုတော်ဆောင်ဖြစ်ခြင်းပေါ့ဗျာเนาะတရားဟောဆရာဖြစ်ခြင်းอ่ะကျွန်တော်ရဲ့ major ပေါ့ဒါပေမဲ့တခြားသော minor တွေကလည်းကျွန်တော်မှာရှိရမယ်ပါဝင်ပေးရမယ်ဆိုတဲ့အခန်းကဏ္ဍရှိတယ်ဆိုတဲ့ဟာကိုနားလဲကျွန်တော်ရဲ့ main ဖြစ်တဲ့ major ဖြစ်တဲ့ဟာကတော့เนาะဟောမှာပဲเนาะတရားဟောမယ်အမှုရာပေါ့ဗျာเนาะတွန်တင်မဲ့ equally ဒါအမှုရာဒါပဲမဲ့လို့เนาะဒါပဲမဲ့လို့เนาะ minor ဆိုတဲ့ဟာတွေကလည်းပဲเนาะဒီအချိန်တစ်ခုမှာအတိုင်းအတာတစ်ခုလောက်လိုအပ်တယ်ဆိုတဲ့ဟာလေးကိုနားလည်ဖို့အကြောင်းဖြစ်တယ်တခါလေးမှာချီးမွမ်းခြင်းမှာလိုအပ်ရင်ချီးမွမ်းမယ်အဲ့တော့ဘယ်လိုပြောမလဲတိခတ်ခြင်းမှာလိုအပ်ရင်တိခတ်မယ်အဲ့တော့ဒီဟာလေးကိုလည်းကျွန်တော်တို့နားလည်နိုင်ဖို့အကြောင်းဖြစ်တယ်အဲ့တော့ပြောချင်တာကအဲ့ဒီနေရာတွေမှာလူရှိနေလို့ဒါအတင်းဝင်လူတာမျိုးဆိုလိုတာမဟုတ်ဘဲနဲ့တကယ်လို့လူမရှိသွားရင်ပေါ့လိုအပ်သွားရင်ပေါ့တော့တခြားသောနေရာမှာတခြားသော
ဒီနေရာမှာလိုအပ်သွားရင်ကျွန်တော်တို့ရဲ့ major မဟုတ်တော့ညာလည်းပဲ minor အနေနဲ့တော့ကျွန်တော်တို့ကပါဝင်သင့်တယ်ဆိုတဲ့ဟာပေါ့ဥပမာပေါ့ကျွန်တော်ဒီနေ့ဒီခရစ်ယာန်အိမ်တော်အစီအစဉ်ဒီနေကအသင်းတော်နဲ့သွားတဲ့အခါမှာဒီတုတ်ပေါ့နော်တုတ်3ဘိန်းလို့လည်းခေါ်တာပေါ့နော်တုတ်မောင်းမဲ့လူမရှိတဲ့အခါမှာကျွန်တော်ဒီနေ့အသွားပြန်ပေါ့နော်အားလုံးမောင်းပြီးတော့မှလိုက်ပို့ပေးတယ်ပေါ့နော်ဘေးရွာတွေကိုသွားပြီးတော့မှဒါဖြတ်ရှိခိုးတယ်ကြီးတော့ဒီအိမ်တော်နဲ့ကြီးတော့ချီးမွမ်းတယ်ဒါအားလုံးမောင်းဆိုရင်အိမ်9အိမ်လောက်တောင်ဖြစ်သွားတယ်နော်တရွာမှာ6အိမ်နော်နောက်ရင်ဒါပေမဲ့ဒီမှာဒီလိုမျိုးပေါ့တုတ်မောင်းပေးတယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့မိသားကတော့အဲ့ဒါမဟုတ်နော်ဒါပေမဲ့လို့နော်ကျွန်တော်လုတ်သိနေဆိုတဲ့ဟာမျိုးပေါ့နော်အဲ့နေရာမှာလူလိုလာတဲ့အခါမှာနော်မိုင်နာအနေနဲ့ကျွန်တော်ပါဝင်ပေးရမယ်အဲ့တော့တခါလေအမှုတော်ဆောင်ဖြစ်ပင်မဲ့လို့ကျွန်တော်တို့ကကျန်းစာအုပ်ပဲကင်နေရမျိုးမဟုတ်ပဲနဲ့တခါလေမှာလဲကျွန်တော်ပေါက်တူးကင်တာမျိုးပေါ့နော်တခါလေလာလဲဂေါ်ပြားကင်တာမျိုးပေါ့နော်တခါလေတပြက်စီးကင်တာမျိုးပေါ့နော်ဒါမျိုးတွေနော်အဲ့တော့အဲ့လိုမျိုးလောက်ရမယ်ဆိုတဲ့အပိုင်းတာကိုကျွန်တော်တို့နားလည်ဖို့ကြောင့်ဖြစ်တယ်။အဲ့ဒီနေရာမှာကတော့ကျွန်တော်ရဲ့ minor နဲ့ major ကိုခွဲထားရမှာပေါ့။အဲ့တော့အဲ့ဒီနေရာမှာလူရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကသွားမရှုပ်ဘူးပေါ့ဗျာ။ဥပမာကျွန်တော်ကလက်ဆိုရင်ထားပါတော့ကျွန်တော်6တောင်းနေရသွားမရှုပ်ဘူးပေါ့။6တောင်းမှာလူရှိနေတယ်ဆိုပါစို့နော်။6တောင်းမှာလူရှိနေဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်ကသာ6တောင်းနေရမှာရောက်မယ်ဆိုရင်ကျွန်တော်တို့ line လျှောက်တဲ့အခါမှာဒါကြည့်မကောင်းတော့ဘူးလေ။လက်က6တောင်းနေရမှာဆိုရင်ဒါကီမီကောက်ထောင်တဲ့သဘောမျိုးကြီးနော်ကန့်လန့်ဖြစ်နေလိမ့်မယ်ပေါ့အဲ့တော့6တောက်ကတော့6တောက်နေရာမှာရှောက်တာအဆင်ပြေဆုံးပဲပေါ့နော်အဲ့ position မှာတခြားသူရှိနေဆိုတော့ကျွန်တော်တို့ကသွားမရှုပ်ဘူးပေါ့ပြောချင်တာအဲ့တော့အတင်းတော်မှာလည်းထိုနေ၎င်းပဲပေါ့နော်ဖျားသခင်အမှုတော်မှာလည်းထိုနေ၎င်းပဲအဲ့တော့ဒီအင်္ဂါချင်းဖြစ်တယ်ဆိုတဲ့အခါမှာသူရှိနေရင်တော့ကျွန်တော်တို့သွားရှုပ်လို့မရဘူးဘာလို့ဆိုတော့ကျွန်တော်တို့သွားရောက်နေခြင်းအပြင်ပေါ့နော်ကျွန်တော်ရဲ့နေရာမှာမဟုတ်တဲ့နေရာမှာကျွန်တော်တို့ကရောက်နေခြင်းအပြင်နော်တခြားသောဥမာပေါ့ခြေကျွန်တော်ကလက်ကခြေနေရာမှာရောက်နေတဲ့အတွက်ခြေအမှန်ကဝင်ဖို့နော်ဟိုလိုအခက်ခဲတွေဖြစ်သွားတာပေါ့နော်ဝင်လို့မရဘူးပေါ့ဗျာကျွန်တော်ကနေရာအမားကိုကျွန်တော်ကရောက်သွားတာပေါ့အဲ့တော့ခြေကလည်းလက်နေရာမှာရောက်လာတဲ့အတွက်နော်လက်အမှန်ကဝင်လို့မရပြန်ဘူးအဲ့တော့နော်ကိုယ့်ရဲ့တည်ရှိမှုနော်ကိုယ့်ရဲ့အခန်းကဏ္ဍဖျားသခင်ရည်ရွယ်ချက်ကိုကျွန်တော်တို့ကသိရမှာအဲ့တော့ဘယ်လိုသိရမလဲဆိုတော့ကျွန်တော်တို့ကအကျမ်းစာဖတ်ခြင်းအပြင်ပဲဖျားကိုမေးမှာပဲရမှာနော်ယေမိခန်းကြီး33ငယ်3မှာငါ့ကိုခေါ်လို့ငါထူးမိကြီးသောအရာတင်မသိနိုင်အောင်နှစ်နေသောအရာကိုငါပြမယ်ဆိုတဲ့အတိုင်းကျွန်တော်ဖျားကိုမေးတော့ဖျားကအဖြေပေးမှာပဲလေနော်ဒီမတ်တဲခန်းကြီးငယ်မှာတောင်းကြလို့တောင်းလင်ရပြီရှာကြလို့ရှာလင်တွေ့ပြီတကားကိုခောက်ကြလို့ခောက်လင်ပွင့်ပြီဆိုတဲ့အတိုင်းကျွန်တော်က notebook ကိုကျမ်းစာကိုဖတ်ခြင်းအပြင်ပေါ့ကျွန်တော်ဆရာအမြဲပြောရဆိုစာလ63အမြင်900နော်အဲ့ရပေါ်မှာကိုယ့်ကိုစင်ကျင်လျက်နော်အောင်းမေးလျက်နေတော့ခါနော်တိုဒီစီကိုလည်းနော်စုသောအသားကိုလည်းစားရဝတကယ်လို့ဆိုကိုယ့်ရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ကတိလာမှာဖြစ်တယ်ကျမ်းစာဖတ်ခြင်းစင်ကျင်အောင်းမေးခြင်းအဖြစ်အဲ့လိုမျိုးတော့ကျွန်တော်တို့ကတော့ရှာဖွေဖို့လိုတယ်ပေါ့အဲ့တော့ခုနကပြောတဲ့အဲ့တော့တစ်ခါလေးမှာဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုရင်ဒီအတင်းတော်မှာပါတဲ့ဒီ position ဆိုတာကတော့တစ်ခါလေးမှာအပြောင်းလဲရှိနိုင်တယ်ဆိုတဲ့ဟာလေးကိုလည်းနှုတ်ဘက်တော်မှာနားလေရတယ်။ဘာကြောင့်လဲဆိုရင်ဒီအငယ်20အဆုံးပိုင်းလေးမှာထုံများမကအားနည်းဟန်ရှိသောအင်္ဂါတို့သည်တာ၍အတုံးဝင်ကြ၏အတီနည်းဟန်ရှိသောအင်္ဂါတို့သည်တာ၍ကြီးသောအတီကိုပေးတတ်၏တင့်တယ်ခြင်းမရှိသောအင်္ဂါတို့သည်တာ၍ကြီးသောတင့်တယ်ခြင်းကိုခံရကြ၏နော်အစမှာတော့တဲ့မင်းရဲ့အင်္ဂါကတော့အားနည်းတယ်ဒါပေမဲ့နောက်တစ်ချိန်မှာတာ၍အတုံးဝင်မယ်ဆိုတဲ့ချမ်းသာဖော်ပြပေးတယ်အဲ့တော့အတေနည်းဟန်ရှိသောအင်္ဂါတို့အားလည်းတာ၍ကြီးသောအတေကိုပေးတတ်တယ်အကျမ်းစာကအရင်ကောင်းတယ်နော်အဲ့တော့အတင်းတော်မှာကျွန်တော်တို့ကဘာမှတော့မဟုတ်ဘူးလို့ဒီခါလေးကိုမြင်တတ်တော်ညာလည်းပဲကျွန်တော်အားငယ်ကြအကြောင်းမရှိဘူးနော်အဲ့လိုအင်္ဂါကိုဘုရားကချီးမြှောက်မယ်နော်ချီးမြှောက်မယ်တော့တရားမဟောနိုင်ဘူးနော်တခြားမလုံးနိုင်ဘူးရတယ်ကျွန်တော်တို့ကနော်နိုင်တဲ့အခန်းကဏ္ဍဆူတောင်းခြင်းလားဒါမှမဟုတ်လေနော်ဝေယဝတ်ဆပေါ့ဗျာတန်ရှင်ရေးလားဒါမှမဟုတ်လည်းပဲပေးကမ်းတယ်တချို့ကတော့ပေးကမ်းတာပေါ့နော်နိုင်နေဝင်နေလားလူအားလှုပ်အားနေလားအဲ့တော့ဒီမှာကျမ်းစာဖော်ပြတဲ့ခါမှာအတေနဲ့ရှိသောအင်္ဂါတို့ကလည်းတာ၍ကြီးသောအတေကိုပြီးတယ်မင်းရဲ့အတေကနေပါတယ်ဒါပေမဲ့ဘုရားကဘယ်လိုလဲတာ၍ကြီးသောအတေကိုပြီးမယ်လို့ကျမ်းစာကဖော်ပြပေးတယ်အဲ့တော့ကျွန်တော်ဒီကျမ်းစာကိုနားလည်အချင်းအပြင်ဒီတစ်ချိန်မှာတော့သူ့ရဲ့ position ကနော် role ကတော့ဒီလောက်ကလေးပဲရှိနေပေမဲ့နောက်တစ်ချိန်မှာတော့သူကတရားဟောဆရာလည်းဖြစ်လာနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့ဒီတစ်ချိန်မှာကတော့သူကပေးလူချင်းနဲ့ပါဝင်နေပေမဲ့လို့နော် praise worship တီးခတ်ခြင်းနဲ့ပါဝင်နေပေမဲ့လို့နောက်တစ်ချိန်မှာသူက
နော်တရားဟောဆရာဖြစ်ရင်ဖြစ်လာနိုင်တယ်အတင်းဟုတ်ဆရာဖြစ်ရင်ဖြစ်လာနိုင်တယ်အတင်းနောက်လူကြီးဖြစ်ရင်ဖြစ်လာနိုင်ဘာလို့ဆို position ကတော့ဘာလို့ဆိုကျွန်တော်ကနားလေတာအပြောင်းလဲရှိနိုင်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်နားလေရတယ်ဒါကတော့ဘုရားသခင်အသုံးပြုမှုပုံမှာတော့မူတည်တာပေါ့နော်ကျွန်တော်ဒီတစ်ချိန်မှာတော့ကျွန်တော်ကဒီတစ်ခုဆိုမယ်နောက်တစ်ချိန်မှာနောက်တစ်မျိုးလဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုရပေါ့ဒီချိန်မှာတော့ကျွန်တော်ဘာမှအများကြီးမပေးနိုင်ပါမယ်နောက်တစ်ချိန်မှာကျွန်တော်ကအများကြီးအတင်းတော်အတွက်တော့ပေးလူနိုင်တဲ့သူလဲဖြစ်ကောင်းဖြစ်လာတယ်position က role ကတော့နော်ချိန်သွားနိုင်တယ်ဆိုတဲ့ဟာလေးကိုနားလေဖို့ကြောင့်ဒါတော့ကျွန်တော်ရှိနေတဲ့နေရာမှာနော်အားမငယ်ပါနဲ့နော်ကျွန်တော်တို့ဘာမှမဟုတ်ဘူးဆိုရင်အားမငယ်ပါဒီချမ်းသာပြောတယ်တင့်တယ်ခြင်းမရှိတော့အင်္ဂါတို့ဒီတာ၍ကြီးတော့တင့်တယ်ခြင်းကိုခံရတယ်ချမ်းသာရအောင်မင်းဘာမှမဟုတ်ဘူးဒါပေမဲ့နောက်တစ်ချိန်မှာတော့ဘုရားကမင်းကိုနော်မဆာမှာနော်ကောင်းကြီးပဲမင်းတို့အကောင်လုံးပြင်ထားပေးတယ်ဒါကြောင့်နော်ငယ်25အစုံပိုင်းလေးမှာနော်ဒီ25မှာကိုခန္ဓာ၌အချင်းချင်းကွဲပြားခြင်းမရှိပဲအင်္ဂါအများတို့ဒီအချင်းချင်းသူကိုယ်နဲ့အများတတိပြုစေခြင်းကတဲ့ဘုရားသခင်ဒီကိုခန္ဓာကိုမျှစေ၍နော်ဘုရားသခင်ဒီကိုခန္ဓာကိုမျှစေ၍နော်သူ့နေရာနဲ့သူတတိပြုစေခြင်းကတဲ့ပြီးတော့ခါမှာရုပ်သောအင်္ဂါအားတာ၍များသောအတည်ကိုပေးတယ်ရုပ်သောအင်္ဂါအားတာ၍များသောအတည်ကိုပေးတယ်ကျမ်းစာကအရင်ကောင်းကျွန်တော်တို့တစ်ချိန်အခုအစမှာတော့ကျွန်တော်ဘာမှမဟုတ်ကျွန်တော်အခန်းကဏ္ဍအရေးမပါဘူးတော့ကျွန်တော်ဘာမှမထင်ပေါ်ဘူးဆိုပေမဲ့လို့ဖခင်ကနော်ဒီအင်္ဂါကိုလေတာ၍များတဲ့အသေးကိုပေးဖို့ဖခင်အကြံစီရှိနေပါတယ်ကျွန်တော်စိတ်ပြတ်ဖို့အကြောင်းမရှိဘူးเนาะအတင်းတော်မှာအောက်ခြေမှာပဲနေရဘယ်နေရာမှာအင်္ဂါမလို့မထင်ပေါ်ဒါပေမဲ့ဖခင်ကเนาะအဲ့ဒီနေရာမှာเนาะကိုယ့်ရဲ့ဖြစ်ချင်းကိုတိပြီးတော့မှလှုပ်ဆောင်မယ်ဆိုရင်เนาะဖခင်ရဲ့ပြင်ဆင်ပေးမှုအကောင်းဆုံးရှိပါတယ်အဲ့တော့เนาะကျွန်တော်ကဒီအတင်းတော်မှာပြောတဲ့အခါကိုယ့်ရဲ့ role ကိုယ့်ရဲ့ position ပေါ့เนาะအဲ့ဒီနေရာလေးကိုတော့အရင်ဆုံးသိရမယ်အဲ့ဒီຢာကတော့ဒါအပြောင်းလဲဟိုတော့ရှိနိုင်တယ်ပေါ့เนาะတစ်ချိန်နဲ့တစ်ချိန်အပြောင်းလဲတော့ရှိနိုင်တယ်အဲ့ဒီ position ကိုသိပြီးနောက်မှာတော့ကျွန်တော်တို့အတွက်ကတော့ဒါ major နဲ့ minor ကိုလည်းခွဲထားရမယ်major ကတော့ကျွန်တော်တို့အတွက်တစ်ခုအရေးကြီးတယ်စီးပွားရေးသမားကလည်းစီးပွားရေးပေါ့ဗျာကျွန်တော်တို့ကြတော့ဒါအမှုတော်ဆောင်ဖြစ်တဲ့အတွက်ဒါတရားဟောရတယ် major ဖြစ်တယ်လို့ဒါပေမဲ့တခြားသော minor တွေကလည်းကျွန်တော်တို့လုံနေနိုင်ရတယ်ဆိုတဲ့ဟာမျိုးနားလေရပေါ့တချို့ကလည်းကားမောင်းတာရှိတာပေါ့တချို့ကလည်းပဲကွန်ပျူတာကန်ရတာပေါ့တချို့ကလည်း music ပေါ့တချို့ကလည်းပဲနီးပညာလည်းဒါမျိုးတွေလည်းလုပ်ရတာပဲဒါကတော့ minor ပေါ့ major မဟုတ်တော့ညာလေဒါပေမဲ့အသုံးဝင်နေဘာကြောင့်လဲเนาะကိုယ်ခန္ဓာမှာလိုတဲ့အခါရှိရင်ကျွန်တော်တို့ကဖြစ်နိုင်မှုအကြောင်းဖြစ်တယ်เนาะခြေနေရာကလူလောက်တော့ကျွန်တော်တို့ကမစွမ်းချင်မှစွမ်းမယ်ပေါ့เนาะ position အမှန်ကလူလောက်တော့စွမ်းချင်မှစွမ်းမယ်ဒါပေမဲ့เนาะကျွန်တော်တို့ကဒီလိုမျိုးလုံနေခြင်းအပြင်เนาะအတင်းတော်ကိုเนาะဘုရားသခင်ကညီညွတ်စေတယ်ဆိုတဲ့အပိုင်းကိုလည်းနားတယ်ဒါကြောင့်เนาะဆရာကတော့ဒါ professional လို့ခေါ်ကျွန်တော်ကတော့ major လို့ဒါသတ်မှတ်ထားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကျွန်တော်ရဲ့ဒီရှခိုင်းနားမှာကျွန်တော်ကလေးကိုအရင်ပြောတဲ့အခါမှာကိုယ့်ရဲ့ဒီ major ပေါ့တခြားဟာတွေအားလုံးကိုတီးတတ်ရမယ်ဒါအရင်ကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ major ဖြစ်တဲ့ဟာတခုတော့ကိုတေချာပိုင်နိုင်လှုပ်ထားရမယ်เนาะကိုယ့်ရဲ့ major keyboard သမားက keyboard သမားဒီဂီတာသမားကဂီတာသမားတခြားပေါ့เนาะဆိုရဲလူကဆိုရဲအဲ့တော့ကိုယ့်ရဲ့ major ကိုတော့တခြားဟာအားလုံးတီးတတ်တာကောင်းပါတယ်เนาะကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ major ကိုလည်းကိုတေချာလေးလောက်အောင်အဲ့တော့ minor တွေလောက်တတ်တာတကယ်တော့အဲ့တော့ major ပေါ့အဲ့တော့ကျွန်တော်ကလေးတယောက်ကမေးတယ်အဲ့ဆိုဆရာရဲ့ major ကဘာလဲပေါ့ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ပြောဖို့နည်းနည်းဒါပေမဲ့အခုချိန်မှာကျွန်တော်ရဲ့ major ကနော်နှုတ်ဘက်တော်ဝင်ငါဖို့နော်ကျွန်တော်ရဲ့ major ကနှုတ်ဘက်တော်ဝင်ငါဖို့အကြောင်းဖြစ်နေတာအဲ့တော့နော်ဒီဟာကိုတော့ကျွန်တော်နားလည်ထားတယ်ပေါ့နော်ဒါဒီကျမ်းစာကိုနော်သင်ခြင်းအဖြစ်နော်လေ့လာခြင်းအဖြစ်လေမျိုးနားလည်တယ်အဲ့တော့ဒီနောက်ဆုံးအနေနဲ့ဖော်ပြပေးခြင်းတာခုနကနော်ဒီနဲတဲ့အင်္ဂါတွေအတွက်ဖျားသခင်နော်ပြောထားတဲ့အရာလေးရှိတယ်နော်အဲ့ဒါကဘာလဲဆိုရင်ဒီလုကာအခန်းကြီး16ငွေ30မှာဒါဖော်ပြပေးထားတဲ့ကျမ်းစာလေးအနှဲငယ်သောအမှု၌တစ္ဆာရှိသောသူသည်တဲ့ကြီးသောအမှု၌လည်းတစ္ဆာရှိလိမ့်မည်အနှဲငယ်သောအမှု၌တစ္ဆာမရှိသောသူသည်ကြီးသောအမှု၌လည်းတစ္ဆာမရှိအဲ့တော့ကျွန်တော်တို့ရဲ့အင်္ဂါဖြစ်ခြင်းကကျွန်တော်တို့ကအရန်အတေမရှိဘူးအထင်မထင်ပေါ်ဘူးဗျာဒီမှာကျမ်းစာစကားရဆိုရင်အားနေတဲ့ဆိုတဲ့နေရာမှာရှိတော်ညာလည်းပဲမင်းကတစ္ဆာရှိတယ်ဆိုရင်အနှဲငယ်သောအမှုမှာတစ္ဆာရှိတယ်ဆိုရင်တေးကြတယ်ကြီးသောအမှုမှာလည်းတစ္ဆာရှိ
အနည်းငယ်သောအမှုမှာတစ္ဆာမရှိဘူးဆိုရင်တော့ဘာပြောလဲကြီးသောအမှုမှာလည်းတစ္ဆာရှိမှာမဟုတ်ဘူးရှိနိုင်မှာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ဒီဖြစ်နေခြင်းတေးတေးလေးပဲအဲ့ဒါမှအဲ့တေးတေးလေးမှာတော့တစ္ဆာရှိဖို့လိုတာပေါ့နော်တေးတေးလေးတော့တစ္ဆာကိုရှိဖို့လိုတာပေါ့အဲ့တော့ဒီမတ်တဲခန်းကြီး25မှာပေါ့နော်ဒီအခွက်50 20 30သမားအကြောင်းကိုပြောတဲ့အခါမှာကျွန်တော်သဘောကျတဲ့အရာလေးကအခွက်50နဲ့20သမားကိုနော်တစ်ချိန်ကပြောတဲ့အကြောင်းအရာလေးပေါ့နော်မတ်တဲအခန်းကြီး25မှာနော်ဒီကျွန်တော်လည်းခွင့်အခန်းကြီး25အငယ်21နဲ့23ပေါ့နော်အရှင်ကလည်းတာရုသစ္စာရှိသောငယ်သားကောင်တင်ဒီအမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုတင်းနိုင်ငါအပ်ပြီးမြည်တင်ဤတခင်နဲ့အတူစီးစိမ်ကိုဝင်စားလို့ဟုမိန့်တော်မူတယ်အဲ့တော့အဲ့ဒါ50သမားကိုပြောတယ်ဟာဒါပေမဲ့အဲ့ဒီဂျန်ပိုင်းနဲ့ထပ်တူပဲ20သမားကိုလည်းထိုကျမ်းစာအတိုင်းပဲပြန်ပြောတာကိုတွေ့ရတယ်ကျွန်တော်ဖတ်ကြည့်တယ်အင်္ဂလိပ်လိုလည်းဒီတိုင်းပဲနော်မြန်မာလိုလည်းဒီတိုင်းပဲအဲ့တော့ပြောပြချင်တာကကျွန်တော်50လောက်နော်50သမားလောက်မဟုတ်ပင်မဲ့လေ20သမားလောက်ပဲစိုးစော်ညာလေပဲဖျားသခင်ရဲ့မြင်တဲ့အမြင်ကနော်အမြင်နဲ့အမြင်ကအတူတူမြင်ပေးရဆိုတဲ့ဟာလေးပေါ့နော်50သမားကိုဒီတိုင်းပြောလို့20သမားကတော့နည်းနည်းရော့ပြောမယ်လို့နော်မထင်လိုက်ပါနဲ့နော်မထင်လိုက်ပါနဲ့နော်ကျမ်းစာကအတူတူပဲပြောတယ်နော်20သမားကိုလည်းအရှင်ကတာရုသစ္စာရှိသောငေသားကောင်းလို့ပဲပြောတယ်မင်းကအမှုငယ်၌တစ္ဆာဆောင်နေများစွာသောအမှုအခွင့်ကိုတင်နိုင်ငါအပ်ပေးမယ်အဲ့တော့ကိုယ့်ရဲ့အင်္ဂါဖြစ်ခြင်းထဲမှာနော်ကိုယ့်ရဲ့ဖြစ်တည်မှုကနော်ဘာမှမဟုတ်တော့ညာလဲပေါ့ငါကအင်္ဂါလို့ပြောတဲ့အခါမှာအသင်းတော်မှာပေါ့ဗျာအင်္ဂါဘာမှမဟုတ်တော့ညာလဲပဲအဲ့ဒီမှာတစ္ဆာရှိတယ်ဆိုရင်ဘယ်လိုမြင်ပေးလဲဆိုရင်နော်တာဓုတစ္ဆာရှိတဲ့ငေသားကောင်းလို့ဖះဘက်ကမြင်ပေးတယ်ပြီးတဲ့အခါမှာအမှုငယ်မှာတစ္ဆာဆောင်တယ်အဲ့တော့မင်းဒီကိစ္စတေးသေးလေးမှာမင်းလုပ်တယ်ပေါ့အဲ့တော့50သမားကိုလည်းထိုကဲ့သို့ပဲပြောတယ်မင်းကအမှုငယ်မှာတစ္ဆာဆောင်တယ်50မို့လို့ဟာမင်းကအများကြီးလုပ်တယ်လို့မပြောဘူးမင်းလည်းအမှုငယ်မှာတစ္ဆာဆောင်တယ်ပြီးတဲ့အခါမှာဘာထပ်ပေးမှလဲဆိုရင်များစွာသောအမှုအခင်းကိုတင်နိုင်ငါအပ်ပြီးပြီဒါကြောင့်ကျွန်တော်စောစောကပြောချင်တာ position ဆိုတာတော့ပြောင်းလဲမှုရှိနိုင်တယ်ဆိုတဲ့ဟာလေးပေါ့ဒီတစ်ချိန်မှာကျွန်တော်ကဒါလေးပဲရှိနေမယ်နောက်တစ်ချိန်မှာနော်ဘယ်လိုပြောမလဲဒီတစ်ချိန်မှာနော်တချင်းဘယ်လိုပြောမလဲဒီတက်တဲ့ခံတာတော့မှပဲเนาะအဆင်မပြေဘူးเนาะဘေးလူရတဲ့အဆင်မရှိပေမဲ့လို့နောက်တစ်ချိန်မှာတော့သူတရားဟောနေတဲ့အဆင်ပေါ့ပါစတာတွေပေါ့ခုနောက်ခေတ်စားတဲ့စကားလုံးဆိုရင်ဒါ apostle ပေါ့ဒါတမန်တော်ရဲ့နော်အဲ့လိုမျိုးဟာမျိုးကိုဖခင်ကပြောတာပေးနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့ position ဒါကြောင့်အဓိကကတော့ကျွန်တော်ကဒီအမှုငယ်မှာသစ္စာစောင့်တယ်အဲ့တော့အနှဲငယ်သောအမှုမှာသစ္စာရှိရင်ကြီးသောအမှုမှာလည်းသစ္စာရှိမယ်အဲ့တော့အနှဲငယ်သောအမှုမှာသစ္စာစောင့်တဲ့အတွက်ဘုရားကတာဓုသစ္စာရှိသောငေသားကောင်းလို့သတ်မှတ်ပေးတယ်အကြီးလုံးဆရာမလိုပါဘူးတဲ့နော်နည်းနည်းလေးလုပ်လဲမင်းကတာဓုသစ္စာရှိတယ်ဒါကြောင့်မလို့နော်ထပ်အပ်ပေးတဲ့အခါမှာများစွာသောအမှုအခွင့်ကိုတင်နိုင်တာအပ်ပေးတယ်များစွာသောအမှုအခွင့်ထပ်ပြီးတော့မှကြီးတာလာတော့မယ်မင်းအတွက်နော်ထပ်ပြီးတော့မှကောင်းတာလာတော့မယ်ဒါမျိုးပြောတယ်နော်ပေးတော့မယ်ဘာကြောင့်လဲဆိုမင်းကနော်စိတ်ချရပြီပေါ့နော်စိတ်ချရပြီနော်အမှုငယ်မှာတစ္ဆာရှိရင်ခုနလူကာယဆိုမြေကြီးရင်လည်းမင်းကလုံနိုင်တယ်ဆိုတာငါသိပြီဒါမျိုးလာပြီအဲ့တော့နော်ဒါကြောင့်နောက်ဆုံးမှာပြောတဲ့အခါမှာတော့တင်ရင်တခင်နဲ့အတူစီးစိမ်ကိုဝင်စားတော့ဒါကတော့ကောင်းဝင်နိုင်ငံဝင်စားဖို့အကြောင်းပေါ့ဗျာဒါအားလုံးကတော့ကယ်တင်ရေးရပြီးတဲ့လူတွေဖြစ်တဲ့အတွက်ကောင်းဝင်နိုင်ငံဝင်စားမှာတော့ဒါကျွန်တော်ပြောနေကြမလို့ဘူးပေါ့အဲ့တော့အဓိကကကျွန်တော်အစကနေပြန်သွားမယ်ဆိုရင်အတင်းတော်ဆိုတာကအစာအုပ်မဟုတ်ဘူးလူပုဂ္ဂိုလ်ပဲရည်ညွှန်းခြင်းဖြစ်တယ်လူတွေဖြစ်တယ်ကျွန်တော်တို့ဖြစ်တယ်เนาะကျွန်တော်အတင်းတော်ရဲ့တီထောင်သူပိုင်ရှင်ကသခင်ယေရှုခရစ်တော်ဖြစ်ပါတယ်เนาะဒီအတင်းတော်ကเนาะတခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ကျွန်တော်တို့ပိုင်လို့မရဘူးအတင်းအုပ်တွေเนาะတင်းတောက်တွေတင်းသားတွေလည်းပိုင်လို့မရဘူးကိုတော်ပဲပိုင်တယ်ကိုရောဆန္ဒအတိုင်းပဲကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်တယ်ပြီးတဲ့အခါမှာဒီဘယ်လိုပြောလဲအတင်းတော်ရဲ့တာဝန်တစ်ခုကငရေတကာပိတ်ပြီးတော့မှကောင်းတဲ့တကာကျွန်တော်တို့ဖွင့်ပေးရမယ်เนาะအဲ့ဒါကကျွန်တော်တို့လုပ်ရမယ့်ဟာဖြစ်တယ်ပြီးတဲ့အခါမှာအဲ့ဒီအတင်းတော်ကိုပဲเนาะပေတုကလေးတွေကိုပဲကောင်းကင်နိုင်ငံရဲ့တော့တွေကိုပြီးပါတယ်เนาะပြီးတော့အတင်းတော်ရဲ့ဥကောင်းကခရစ်တော်ဖြစ်တယ်လို့ခရစ်တော်ရဲ့ကိုယ်ခန္ဓာကအတင်းတော်ဖြစ်တယ်ကျွန်တော်တို့ဖြစ်တယ်နောက်တချို့ကတော့အတင်းတော်တွေကတော့စိတ်မကောင်းသွားတယ်ဒါဘယ်လိုပြောမလဲငရေတကာเนาะချဲ့နေတဲ့အတင်းတော်တွေလည်းဒါ
ရှိကောင်းတော့ရှိနေတယ်ပေါ့ဗျာရှိကောင်းတော့ရှိတယ်ဒါပေမဲ့နောက်ဆုံးတစ်ခုနဲ့တည်ကျင်တာအင်္ဂါချင်းကျွန်တော်တို့ကအသင်းတော်ထဲမှာကျွန်တော်တို့ရဲ့ position ကျွန်တော်တို့ role ပေါ့နော်တစ်ခုရှိတယ်အဲ့ဒီထဲမှာအားလုံးစုဖွဲ့နေတယ်အင်္ဂါချင်းဖြစ်တယ်သူ့ကိုမလို့ခြင်းလို့ကိုယ်ကိုမလို့ခြင်းလို့လည်းမရလို့သူရှိလို့တော့ငါမရှိဘူးဆိုတဲ့ဟာမျိုးလည်းမရပါဘူးအားလုံးကသူ့နေရာကိုဖျားခင်ကဆေးဆက်ပေးထားတယ်နော်သူ့နေရာကိုရောက်နေလို့လည်းမရဘူးပေါ့ဗျာခုနလိုပဲနော်ဟိုကိုယ့်နေရာကိုဥမာကိုယ့်နေရာမှာသူလားဝင်နေလည်းပဲကိုကဝင်လို့မရဘူးဆိုတဲ့အခန့်ကဏ္ဍရှိနေဗျာဟိုသူကနော်နေရာမှာပြီးလာရောက်နေတော့ကျွန်တော်ကဝင်လို့မရဘူးနော်ခြေထောက်ကလက်နေရာမှာလာရောက်နေတဲ့အတွက်လက်ဖြစ်တဲ့ကျွန်တော်ကဝင်လို့မရဘူးဆိုတဲ့အခန့်ကဏ္ဍတော့ဒါအားလုံးကအတင်းတော်မှာဒါတွေအားလုံးကိုနားလည်ဖို့အကြောင်းဖြစ်တယ်လို့เนาะကျွန်တော်တို့ရဲ့ဖြစ်တည်ခြင်းကိုကျွန်တော်တို့နားလည်ပြီးတော့ဖျားခင်ကိုကိုယ်တိုင်မေးပြီးတော့မှကျွန်တော်ရဲ့အခန်းကဏ္ဍကเนาะတချို့ကတော့ဘေးလူချင်းတချို့ကတော့ဆူတောင်းခြင်းတချို့ကတော့เนาะအမျိုးမျိုးပေါ့เนาะဝေယဝဆတချို့ကလည်းချက်ပြုတ်ခြင်းပန်းပိုးခြင်းဒါမျိုးတွေရှိလို့တချို့ကလည်းအတင်းတော်မှာစော်ဩတယ်เนาะဝေငှမဲ့သွန်သင်မဲ့တချို့ကလည်းချီးမွမ်းခြင်းတချို့ကလည်းခန္ဓာအတီးတီးမှာတော့ဖျားခင်ကကျွန်တော်တို့အားလုံးကိုသုံးနေပါတယ်ကျွန်တော်တို့အားလုံးကအတုံးတဲ့ပါတယ်เนาะဘာမှမလုပ်ပဲကျွန်တော်အပတ်တိုင်းလာပြီးဖျားရှိခိုးနေရင်တော့မှပဲဒါကကျွန်တော်တို့ကအသင်းတော်မှာအင်္ဂါချင်းဖြစ်ပါတယ်เนาะနောက်ဆုံးပြောတဲ့အခါမှာเนาะအတေနည်းဟန်ရှိတော့အင်္ဂါကိုတာရေးများတဲ့အတေကိုဖျားကပြီးမယ်เนาะပြီးမယ်အဲ့ညမှာတော့ကျွန်တော်တို့ကတာဓုသစ္စာရှိတဲ့သူဖြစ်ဖို့လိုပါတယ်အမှုငယ်မှာသစ္စာရှိတယ်ဆိုရင်ကြီးသောအမှုမှာလည်းသစ္စာရှိမယ်ဒါကြောင့်များစွာကိုထပ်ပေးမယ်ကျွန်တော်တို့ possession ဖျားကချိန်ပေးလိုက်မယ်เนาะဒီချိန်မှာကျွန်တော်ဒါလေးပဲဖြစ်နေမယ်နောက်တစ်ချိန်မှာတော့เนาะတာရေးလုံနိုင်တဲ့သူတာရေးများစွာတော့ဆောင်ရွက်နိုင်တဲ့သူဖြစ်နေနိုင်ပါတယ်တော့ကျွန်တော်တို့ကတော့ major နဲ့ minor ကိုခွဲပြီးတော့မှတော့တချို့ဟာလေးတွေလုတ်တက်ဖို့တော့လိုတာပေါ့ကို major ကိုသိရမယ်ဒါပေမဲ့ minor တွေလည်းမလုတ်လို့တော့မရဘူးပေါ့เนาะအမှုတော်ဆောင်ဖြစ်ပြီးတော့မှเนาะဒီချမ်းသာကိုတစ်ခုပဲသွားလို့တော့အဆင်မပြေဘူးပေါ့เนาะတခြားဟာလည်းကျွန်တော်တို့ကလုတ်တက်ရမယ်เนาะဒီဟာလေးနဲ့เนาะဖျားခင်နားလဲစီတဲ့အတိုင်းအားလုံးကိုပြန်လဲဝေငှတက်တက်ခံပါတယ်အားလုံးပေါ့ဖျားခင်မှာဒါရေးကောင်းကြည့်ပေးပါစေ